subscribe သမားဆိုလို့ရှိရင်များတော့ဖြင့် speaking အားနေတာများတယ်ကိုမှားတာဟုတ်တယ်လေမှားတယ်လေရည်တဲ့လူကလည်းရည်မှာပဲစိတ်ထဲကအထင်သေးလည်းသေးပါသေးပါစေအချက်မရှိဘူးပဲပေါ့နော်အဲ့လိမ့်စားလို့ရင် How are you I hope you are well as for me I'm fine too ဆိုတဲ့ဟာနဲ့ကျွန်တော်တို့တွေတန်တရားလဲရပေါ့နော်တခါလေကြတော့ကိုဂိုးကိုရွေချက်ကိုမသိဘဲနဲ့ဘဲမှမရောက်တော့ဘဲနဲ့ပေါ့နော်အင်္ဂလိပ်စာရောင်းလဲလဲဖြစ်နေတတ်ပါတယ်ကိုနဲ့ကြိုက်တဲ့တန်းတန်းမျိုးတက်ရတယ်ဥပမာကိုက 4 scale လုံးလိုရတာမလို့ရင် 4 scale မတက်နဲ့မှားပါပြီအဲ့ simple sentence နဲ့ပြောရင်သူများနားမလဲစရာအကြောင်းမရှိဘူးကြောက်နေတဲ့လူတွေဆိုလို့ရှိရင်ဘယ်သူ့ကိုကြောက်တာလဲကိုဟားတဲ့လူကအင်္ဂလိပ်စာအရန်ကောင်းနေလို့လားအဲ့ဆိုရင် तू ကကဘာမှာအကောင်းဆုံးလား तू ကဘာဖြစ်လို့ရည်ရတာလဲကိုအရှက်ရစေတယ်ဆိုရင်အရှက်မရအောင်ပေါ့နော်ကိုစက်ကြွယ်ပြန်တွေးစေချင်တယ်အင်္ဂလိပ်စာမှာအခက်ခဲဆုံးက2ခုရှိတယ်အားလုံးမင်္ဂလာပါ English Notebook Channel ကနေပြီးအားလုံးပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ Breaking English Barrier Episode 2မှာဖိတ်ခေါ်ထားတဲ့ဆရာကတော့ဆရာစီသူပဲဖြစ်ပါတယ်ဆရာကတော့ English learner တွေအတွက်အသုံးဝင်စင်မဲ့စာအုပ်တွေဖြစ်တဲ့ Grammar News စာအုပ်တွေအကြောင်းကို YouTube မှာ unit တစ်ခုချင်းစီအလိုက်ကိုတခြားလေးရှင်းပြထားတယ်ပြီးတော့ Professional Translator တယောက်အနေနဲ့လည်းရက်တည်နေတဲ့ဆရာဖြစ်ပါတယ်ဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဖိတ်ခေါ်ပေးလို့လည်းကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဆရာအချိန်ပေးရတော့ကျေးဇူးများတင်ပါတယ်ဆရာကနေပြီးတော့ပေါ့နော်အခု podcast ကြည့်နေတဲ့ learner တွေအတွက်ဆိုရင်လည်းသတင်းကောင်းလေးရှိပါသေးတယ်အဲ့ဒါတော့ဆက်ပြီးတော့ကြည့်ကြည့်ပါပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးဆရာကအရင်ဆုံးသိချင်တာလေးအများကြီးမေးဖို့ရှိရပေါ့နော်ဒီနေ့ကတော့ပထမဆုံးအနေနဲ့ပေါ့နော်ဆရာရဲ့ဒီ English learning journey ကိုမျှဝေပေးလို့ရမလားအခုလိုမျိုးကျွမ်းကျွမ်းကျင်ကျင်အဆင့်ထိရောက်လာအောင်ပေါ့နော်ဆရာငယ်ငယ်လေးတွေကနေပြီးတော့ဒီ English ကိုဘယ်လိုမျိုးလေ့လာခဲ့လဲဆိုတာလေးပြပြပေးပါဟုတ်ကဲ့ခင်ဗျကျွန်တော်အင်္ဂလိပ်စာလေ့လာခဲ့တဲ့ပုံစံကိုနှစ်ပိုင်းခွဲပြီးတော့ပြောပြချင်ပါတယ်ပထမတစ်ပိုင်းကတော့ကျွန်တော်သူငယ်တန်းကနေပြီးတော့10တန်းထိပေါ့နော်ပုံမှန်စိတ်ကြောင်းမှာအစိုးရကြောင်းမှာတက်ခဲ့တဲ့ပုံစံပေါ့နော်အဲ့ပုံစံလေးပြောမယ်ပြီးလို့ရှိရင်10တန်းနောက်ပိုင်းလေ့လာခဲ့တဲ့ပုံစံကိုပြောချင်ပါတယ်ပထမတစ်ပိုင်းအနေနဲ့ကတော့ကျွန်တော်တို့သူငယ်တန်းကနေအလယ်တန်းထိကျွန်တော်တို့သင်ရတဲ့ပုံစံမှာကျွန်တော်တို့အဲ့ခေတ်မှာအင်တာနက်မရှိတဲ့ခေတ်ပေါ့ဗျာကျွန်တော်တို့2000နဲ့2000ဝန်းကျင်2000မတိုင်ခင်ပေါ့နော်1995 96အဲ့ဝန်းကျင်တွေမှာဆိုရင်ကျွန်တော်တို့ internet ဆိုတာလုံးဝမသိဘူးစာအုပ် resources ဆိုတာအရင်ရှားတယ်အဲ့ချိန်မှာကျွန်တော်တို့မှာဒီဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာຫນွေရာသီအခမဲ့အင်္ဂလိပ်စာသင်တန်းတွေရှိတယ်အဲ့မှာကျွန်တော်တို့ကကြတော့ဒီမိဘကလည်းပဲလွတ်တယ်ဆိုတော့အဲ့ချိန်မှာယဉ်ကျေးလေးမှာသင်တန်းတွေပုံစံမျိုးပေါ့နော်အဲ့မှာ English သင်တန်းတွေလည်းဖွင့်တာရှိတယ်အဲ့မှာကျွန်တော် join တဲ့အခါမှာဘုန်းကြီးစာတွေအများဆုံးကိုအင်္ဂလိပ်လိုကြက်ခဲ့ရတယ်ပေါ့နော်အထူးသဖြင့်ဆိုတော့မြန်မာလိုကြောက်မဲ့ဖျားစာတွေပေါ့ဗျာเนาะခင်ပွန်းကြီး10ပါးကိုဘယ်လိုခေါ်လဲတို့မျှဝေတာကိုဘယ်လိုခေါ်လဲတို့ပြီးရင်ဖျားရှိခိုးရင်အင်္ဂလိပ်လိုဘယ်လိုရှိခိုးလဲစသဖြင့်ပေါ့เนาะအမျိုးစုံပေါ့ကျွန်တော်တို့အဲ့ဒါတွေအဲ့ vocab တွေရခဲ့တယ်ပေါ့အဓိကပြောချင်တာကအဲ့လိုမျိုးငငယ်တုန်းကတော့စာလျှောက်ကြိုးစားတယ်ပေါ့ဗျာစာနည်းနည်းကြိုးစားတယ်ပေါ့နည်းနည်းကြိုးစားတယ်ဆိုတော့ကျွန်တော်တို့က meaning စာအုပ်တွေထွက်တာရှိတယ်အဲ့ meaning စာအုပ်တွေကိုကျွန်တော်တို့က9တန်းတက်တော့မယ်ဆိုရင်ကျွန်တော်က4တန်းပြီးကြတဲ့က9တန်းsenior တွေဆီကနေပြီးတော့စောက်တွေသွားငှားတယ်တောင်းပြီးတချို့ကအလကားပေးတယ်ပေါ့နော်ပေးတဲ့အချိန်မှာအဲ့ minute တွေကြွချက်ထားတယ်ပေါ့အဓိကတော့ကလေးဆိုတာ minute ကြက်တင်လားမကြက်တင်လားတွေဘာတွေမသိဘူးဒါပေမဲ့ဆရာမတွေကကြက်ခိုင်းတာပဲလေဒီကျွန်တော်တို့ကြောင်းတက်ပြီဆိုရင်မရရင်တစ်လုံးတစ်ချက်တို့တစ်လုံးနှစ်ချက်တို့ရှိတာကိုလက်ဖွားရိုက်ခံရရှိတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ကျွန်တော်ရဲ့ဒီအင်္ဂလိပ်စာလေ့လာတဲ့ပုံစံကအဲ့အလယ်တန်းအထိအလိုအလယ်တန်းပြီးတဲ့အထက်တန်းရောက်ခံနေထိလေအဲ့လိုပဲသွားခဲ့တာဆိုတော့အင်္ဂလိပ်စာကဒီတိုင်းပဲကိုယ့်အကိုအင်္ဂလိပ်စာဘယ်လောက်ရေးပါလဲတွေမပါလဲတွေမသိဘူးအဲ့လိုသွားတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့10တန်း9တန်း10တန်းရောက်တဲ့အချိန်မှာအရင်သိတာသွားတယ်ဘာလဲဆိုတော့ဟာအင်္ဂလိပ်စာအစီရေးဖို့လိုတယ် letter ရေးဖို့လိုတယ်ဒါပေမဲ့ကိုယ်တော့ဘယ်သူမှတော့လမ်းညွှန်နေတာမဟုတ်ဘူးထုံးစံတိုင်းပေါ့နော်how are you I hope you are well as for me I'm fine too ဆိုတဲ့ဟာနဲ့ကျွန်တော်တို့တွေတန်တရားလဲရပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်စဉ်းစားတာဒါလုံးမဖြစ်ဘူးဂုဏ်ထွက်ချင်ရင်အများကြီးတော့ရေးတတ်ဖို့တော့လိုတယ်အများကြီးပြောတတ်ဖို့လိုတယ်အများကြီးပေါ့နော်များများချရေးတတ်ဖို့လိုတယ်ပေါ့ဆိုတော့ကျွန်တော်မှာအဲ့အတိကိုဝင်လာပေမဲ့ကျွန်တော်ပုံဝင်ချင်းမှာကျွန်တော်လက်ညှို့ပေးမဲ့လူမရှိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့10တန်းအထိကအဲ့လိုမျိုးဆိုတော့မထင်မဖဲနဲ့အဲ့ဒီမှာ10တန်းမှာ10တန်းတက်နေနှစ်ဝက်လောက်မှာပေါ့နော်ဆရာကောင်းတယောက်နဲ့ဆုံခွင့်ရခဲ့တယ်အဲ့ဆရာကကြတော့သူကပုံမှန်တင်တဲ့ပုံစံတွေနဲ့မတူဘူးပေါ့ဆိုတော့မြန်မာစာကြက်ဆရာမလို့ဘူးအင်္ဂလိပ်စာကြက်ဆရာမလို့ဆိုတော့ဟုတ်တယ်လေဆရာလက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမသိဘူးပေါ့ဆိုတော့ကျွန်တော်အဲ့လိုမျိုးဆရာမျိုးနဲ့တွေ့ကြတယ်ကျွန်တော်မကြက်ချင်ဘူးအဲ့တော့မြန်မာစာမှာတော့အကောင်းကောင်းရလိုက်တယ်သူကကျွန်တော်တို့ဒီစကားပြေးတွေကြပြားတွေကိုကြက်ဆရာမလို့ပဲနဲ့ကိုယ့်ကိုရေးတတ်အောင်နီးကိုသင်ပေးရပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့မြန်မာစာကိုအဓိကရလိုက်တယ်နောက်ကျရင်တထားကိုကျွန်တော်ကမြန်မာတထားကိုကျတော့တောက်လျှောက်လေ့လာခဲ့တယ်လို့ကျွန်တော်တထားကိုလည်းရတယ်ဆိုတော့ဆရာနဲ့ကတော့လေပေးဖြောင်းတာပေါ့နော်အဲ့တော့ English grammar ကကြတော့ကျွန်တော်ကအဲ့ဆရာနဲ့တွေ့တာခုနပြောသလို10တန်းမှာ
နှစ်ဝက်လောက်မှတွေ့တာဖြစ်တဲ့အတွက်ကိုတန်းရှစ်တန်းကိုတန်းလောက်တည်းကတွေ့လို့ရှိရင်ကျွန်တော်ဂုဏ်မှန်လို့ရတာပေါ့နော်ဆိုတော့အဲ့နှစ်ဝက်လောက်မှတွေ့တဲ့အချိန်မှာကျွန်တော်ကဘယ်လိုခေါ်မလဲ stylistic transformation ဆိုတာလေကျွန်တော်တို့ grammar လို့ခေါ်တဲ့ဟာပေါ့နော်တကယ်တော့ stylistic transformation လို့ခေါ်တယ်အဲ့ဒီ grammar စက်မှတ်ကိုကျောင်းသားတွေကရဖို့အတွက်ကိုအရင်တိုင်းပတ်တယ်ဥပမာဗာလေ direct indirect တွေactive passive တွေတကယ်ကြာနော်အဲ့လိုမျိုးတွေပေါ့ဟုတ်တယ်နော်တချို့ဟာလေးတွေတူဆိုတဲ့စသဖြင့်ပေါ့ဗျာကျွန်တော်ဒါမှတ်မိသလောက်ပဲပြတာအဲ့တော့ကျောင်းသားတွေကအရင်အဲ့ဒါအခက်တွေ့တယ်ဒါပေမဲ့ဟိုကျွန်တော်ကတော့နည်းနည်းလေးပြင်ဖို့လိုတဲ့လူဖြစ်တဲ့အတွက်ဆရာနဲ့တွေ့တဲ့အချိန်မှာအဲ့ stylistic transformation လဲကျွန်တော်တို့ဘာမှမခက်နေဘူးဆိုတော့ကျွန်တော်အဲ့အချိန်မှာ essay တွေ letter တွေကိုဆရာနဲ့ဆက်ပြီး training နေဆိုတော့အဲ့လိုမျိုးတွေတော့နည်းနည်းလေးအခြေခံလေးရှိသွားတာပေါ့နော်ဟိုအမှတ်ရပြောရရင်အဲ့မှာဟိုပါပေါ့နော်ကျွန်တော်အတွေ့အကြုံနဲ့ပြောတာပေါ့လူဆိုတာကဒီဘယ်လိုခေါ်မလဲ language ခုကိုဘယ်လိုခေါ် enlighten ဖြစ်သွားဖို့ပေါ့နော်အလင်းပွင့်ထွက်သွားဖို့လိုတဲ့ point တွေတချို့ရှိတယ်ကျွန်တော်အဲ့လိုရတယ်လို့မရတယ်လို့လည်းဖြစ်နေတာဥမာဆရာဘယ်လိုပဲတင်ကွာအဲ့မှာကျောင်းသားတွေအများကြီးရှိတယ်ဘလော့ပဲတင်ပေါ့နော်ဟိုစာကြောင်းကိုမြန်မာလိုစဉ်းစားရတဲ့စာကြောင်းအင်္ဂလိပ်လိုမရေးတတ်ဘူးနော် simple sentence တော့အဲ့ချိန်မှာတရက်ဆရာရှစ်မှာ blog ဥမာထွက်ရေးခိုင်းတယ်ကျွန်တော်ရေးနေနေအမှန်ကတော့ကျွန်တော်အကုန်မှန်နေပြီစာကြောင်းကဒါပေမဲ့ S လား ES လားမြင်ကြံခဲ့ရတယ်လားတကယ်အဲ့ဒါဘာမှလည်းမရှင်းတော့ဘူးနော်ဆရာနောက်ကနေကျွန်တော်ကိုလေတစ်သားပြားနဲ့ဗျမ်းဆိုဆော်လိုက်တာအဲ့မှာအလင်းပွင့်သွားအမှန်ကတော့ဘာမှမဆိုင်ဒါပေမဲ့အလင်းပွင့်သွားအဲ့မှာတွေကအင်္ဂလိပ်စာကြောင်းတွေကိုတောက်လျှောက်လေ simple sentence တွေအများကြီးရေးတတ်သွား compound sentence တွေပေါ့နော်အဲ့လိုမျိုးရေးတတ်သွားတာအဲ့ဒါတော့ပထမအပိုင်းပေါ့ဟုတ်ဟုတ်ပါတော့အဲ့နောက်ပိုင်း10တန်းနောက်ပိုင်းတက်ကလေးတက်ပြီးတော့ဆရာဘယ်လိုဆက်ပြီးတော့လေ့လာလဲဟုတ်ကဲ့အဲ့မှာဒီဒုတိယပိုင်းကိုဆက်ပြောမယ်ဆိုရင်ကျွန်တော်ကဒီအင်္ဂလိပ်စာကိုအဲ့မှာအရန်သဘောကျသွားတာမြန်မာစာအင်္ဂလိပ်စာရောအရန်သဘောကျသွားတော့ကျွန်တော်အဲ့ stylistic transformation မိကုံဟောင်းနေပေါ့နော်ကျွန်တော်လိုက်ရှာပြီးလုပ်ကြည့်တယ်ပြီးရင် paragraph တွေလိုက်ရှာပြီးလုပ်ကြည့်တယ်ဖြည့်ကြည့်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအရန်ကိုလွယ်နေပြီအဲ့ဘိုင်းကဒါပေမဲ့အဲ့ဒီကာလမှာကျွန်တော်မရတာ letter essay အများကြီးလေ့ကျင့်မှုလိုတယ်ဆိုတော့ကျွန်တော်အရင်သိလိုက်တယ်ပေါ့နော်သိတော့ကျွန်တော်7တန်းအောင်ပြောရတဲ့အချိန်မှာငါဆက်လေ့လာမယ်ဆိုပြီးတော့ကျွန်တော်အဲ့ချိန်မှာကျွန်တော် grammar ဆိုလည်းမသိဘူးဘာ concept မှမရှိနေဘူးပေါ့နော်ခေါင်းထဲမှာဒီဆရာသင်ပေးတဲ့ stylistic transformation နဲ့ sentence ဒီဆောင်နည်းလေးတွေပဲကိုယ့်ကိုရှိနေတာဆိုတော့ဘာမှမချုပ်မသိဘူးအဲ့ချိန်မှာကျွန်တော်အရန်စာလုပ်ချင်တယ်ဒါပေမဲ့အဲ့ဆရာနဲ့လည်းဆက်ပြတ်သွားတယ်ပေါ့နော်နောက်ကျွန်တော်နေတဲ့ပတ်ဝန်းကျင်မှာကလည်းပဲကိုကအင်္ဂလိပ်စာကိုလောက်မသိတဲ့ပတ်ဝန်းကျင်ပေါ့ဗျာ10တန်းရောက်နေတဲ့ကျောင်းသားလောက်အင်္ဂလိပ်စာမသိတဲ့ပတ်ဝန်းကျင်ပေါ့နော်ဆိုတော့ကိုမှဘယ်သူသွားမေးရမလဲမသိဘူးဘာသာဖတ်မလဲမသိဘူးဒါပေမဲ့ရက်ွက်ထက်မှာထုံးစံတိုင်းပေါ့နော်အဲ့ခင်မှာဟိုစာအုပ်စုတဲ့လူတွေရှိတယ်အင်္ဂလိပ်စာအုပ်တွေဒါပေမဲ့မလုပ်ကြဘူးလေတည်ရလားဆိုတော့အဲ့လူတွေစီကကျွန်တော်အတောင်းလာစာအုပ်တွေအများကြီးပဲနောက်ကျွန်တော်ဖေကိုယ်တိုင်လည်းပဲလူပြိုဘွားတော့စာအုပ်တွေစုတာရှိတယ်အဲ့တော့ထုံးစံတိုင်းပေါ့နော်ကျောင်းသားတွေအဖြစ်မှားကြတဲ့ကိစ္စလေးရှိတယ်ဘာလဲဆိုတော့သူတို့ကဒီစာအုပ်ဖတ်တယ်3-4 မိနစ်လောက်ဖတ်တယ်ပြီးရင်ချထားလိုက်တယ်နောက်တော့ဖတ်တယ်ချတယ်ကျွန်တော်လည်းအဲ့လိုဖြစ်ခဲ့ဒါပေမဲ့အဲ့တော့ထုံးစံတိုင်းမထီအောင်ပေါ့နော်အဲ့တော့ကျွန်တော်ကကြတော့ကျွန်တော်ရည်မှန်းချက်ကအင်္ဂလိပ်စာကို grammar လုပ်ချင်တာမဟုတ်ကျွန်တော်ရည်မှန်းချက်ကအဲ့လိုမျိုးဒီအစလေးပဲပါလေနည်းနည်းပါးရေးတတ်နေတော့များများရေးတတ်ချင်တယ်ပြီးလို့ရှိရင်ကျွန်တော်စာရီဖတ်တော့ဆရာမြတ်တန်းတင်ရဲ့ဘာသာပြန်လက်ရတွေကိုကြိုက်တယ်အဲ့တော့မူရင်းဝတ္ထုတွေဖတ်တတ်ချင်တယ်ဆိုတော့ကျွန်တော်ကအဲ့ကြောင့်မလို့ grammar တော့ဖတ်တာကွာသိရမလားဆိုတော့ငါလုပ်နေတဲ့ပုံစံတော့မဟုတ်သေးဘူးပြီးရင်တချို့စာအုပ်တွေမှာရှင်းထားတဲ့ဟာလေခုနားတွေကိုမရောက်ဘူးရင်ဘတ်ထဲမရောက်ဘူးပေါ့နော်ဥပမာ tense တွေကြောင့်ရှင်းပြတယ်ကျွန်တော်ကျင်တယ်မရောက်ရှုပ်နေတော့မယ်သိရမလားဆိုတော့ကျွန်တော်ကအမှားတယ်ဘာလုပ်လဲဆိုတော့နောက်ထပ်စာအုပ်တုပ်ထပ်ရှာတယ်ပေါ့နော်အဲ့မှာကျွန်တော်အဖေလက်ထက်ကစုခဲ့တဲ့စာအုပ်ပေါ့နော်အဲ့မှာတော့တွေ့တယ်စာအုပ်ကတော်တော်ဟောင်းနေပြီဟောင်းနေတဲ့အတွက်ဟိုကင်လိုက်လို့ရှင်တော့ပြုတ်ကြတော့မယ်ပေါ့နော်ပဲ့တော့မယ်ပေါ့နော်ဆိုတော့အဲ့မှာလည်းကျွန်တော်နဲ့ကြိုက်တဲ့ method လေးတော့တွေ့တယ်အဲ့ချိန်မှာကျွန်တော်မှာ tense နဲ့ပတ်သက်ရင်ရှင်းသွားတယ်ဗျာအဲ့လိုမျိုးပေါ့ဒီစာအုပ်ဖေရဲ့စာအုပ်ပေါ့နော်ဆရာအဲ့မှာဆရာသိပါဟုတ်တယ်အဲ့တော့တစ်ခါလေကြာရင်လည်းဘယ်လိုပြောရမလဲဆိုတော့ဟိုကိုနဲ့ကြိုက်တဲ့တင်နီ method ဆိုတာလည်းရှိတာဟုတ်ဆိုတော့ဥမာဒီနီး method နဲ့ကိုနဲ့ကမကိုက်ပြင်မဲ့နောက်တော့ရဲ့တင်နီးနဲ့ကိုနဲ့ကြိုက်သွားတာလည်းရှိအောင်ဆိုတော့ကျွန်တော်လည်းအဲ့လိုပဲကြိုက်သွားပုံရပါတယ်အဲ့ချိန်မှာကျွန်တော်ကဒါပေမဲ့စာလုပ်တဲ့အခါမှာကျွန်တော်တို့က motivation လိုတယ်ဘာလို့ဆိုအင်္ဂလိပ်စာကိုကျွန်တော်တို့ဘယ်သူမှအတင်းလောက်ခိုင်းနေတာမဟုတ်ဘူးဘယ်သူမှလည်းရိုက်စစ်မနေဘူးเนาะဆိုတော့ဟိုအင်္ဂလိပ်စာရဲ့အရေးပါပုံကလည်းပဲဘယ်လောက်ထိအရေးပါနေလဲဆိုတော့ကိုလာပြောမဲ့လို့လည်းမရှိနေဘူးเนาะဆိုတော့အဲ့တော့ကျွန်တော်တို့က motivation လိုတယ်ဆိုတော့ဆက်သွားဖို့ motivation ကထုံးစံတိုင်းပြင်းတာပေါ့နော်အကြောင်းပြချက်တွေရှိတယ်ငါအကြောင်းစောကြီးသွားရတယ်မနေ့9နာရီ ferry guide ကိုအရောက်ပြေးရမယ်စီပိုင်းတက်တော့စာတွေကခတ်တယ်တည်ရမလားညကြလို့ရှိရင်အချိန်ပိုင်းလဲလို့တော့ည9ခွဲလောက်မှအင်ပြန်ရောက်တယ်အဲ့တော့စာလို့ချိန်လုံးဝမရှိနေဘူးဆိုတော့ကျွန်တော်အကြောင်းပြချက်ကောင်းကောင်းရှိတယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲစာရေးထားတဲ့နေရာမှာ
မင်းကျွန်တော်အင်္ဂလိပ်စာရန်လုပ်ချင်တယ်လို့လေဒါပေမဲ့နေရာမှာစာရေးထားတယ်စာရက်လေးနဲ့ကတ်ထားတာပေါ့ဒီစာအုပ်ကိုဒီ grammar စာအုပ်ကို3လနဲ့အပြည့်ဖြစ်မယ်မပြတ်ရင်ဘယ်တော့မှမလုပ်တော့ဆိုပြီးတော့ကျွန်တော်တန်နေချလိုက်တယ်လုံးဝ ဆရာ အဲ့လိုမျိုးဟုတ်တယ်အဲ့လိုမျိုးတစ်ခုခုလေ goals တစ်ခုရှိနေမှာပဲလူကလေးနော် motive ဖြစ်မယ်ထင်တယ်တမီးတို့လည်းအဲ့လိုပဲတစ်ခုခုလုပ်ဖို့အတွက်ဆိုဒါမပြည့်ရင်တော့ငါလုံးဝဆက်မလုပ်ချင်တော့ဘူးဆိုစိတ်တွေကတစ်ခါကျရင်ဝင်တယ်ဟောအဲ့လိုကိုယ့်ဟာကိုယ်ပဲစိတ်ထဲမှာထည့်ထားမှာပဲရမှာနော်ဘယ်သူမှတိုက်တော့လို့မရကိုယ်တိုင်လုံးမှာပဲရမှာလို့တမီးထင်တယ်ပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းဘယ်လိုပြောရမလဲဒီ3လပြည့်ရင်တော့ငါမလုပ်ဖြစ်ရင်တော့တွားပါပြီငါအင်္ဂလိပ်စာအောင်နော်ကိုကလည်းဒါကိုချစ်တဲ့စိတ်နဲ့ကို modify ပြင်ပေးရအောင်ဆိုလုပ်မယ်အဲ့တော့ဟိုပါပေါ့နော်ကျွန်တော်တို့ចောင်းစာအရင်ရေးကြည့်တယ်လေចောင်းစာရေးကြည့်တော့ចောင်းစာကိုအရင်လုပ်လိုက်လို့ရှိရင်အင်္ဂလိပ်စာလုပ်ဖြစ်ချင်မှလုပ်ဖြစ်တော့မယ်ကျွန်တော်မသိချအောင်မလုပ်ဖြစ်ဖို့များတာဖြစ်တဲ့အတွက်ကျွန်တော်အင်္ဂလိပ်စာအရင်လုပ်တယ်ဘာမှမလုပ်ခင်ဘာမှမလုပ်ခင်အင်ပီရတာနဲ့အင်္ဂလိပ်စာရေးတယ်သမီးတို့များသောဖြင့်ကျောင်းစာပဲရင်ပြီးအောင်သမီးတို့ကိုယ်တိုင်ပေါ့နော်ကျောင်းစာပဲရင်ပြီးအောင်လို့ဒါကိုဆရာပြောမှာပဲကိုကြီးအော်ဆရာတကယ်အင်္ဂလိပ်စာတော့တော်တော်လေးအချိန်ပေးပြီးတော့လေ့လာခဲ့တာဆရာအဲ့ဒါကြောင့်အားကြတယ်ဆရာဆိုတော့ကျွန်တော်ဒါတော့ဟိုပါပေါ့ဒီကိုမညာအောင်ပေါ့နော်သိရမလားဟိုဘာလို့လူကတကယ်လဲပြင်ပန်းတယ်အကြောင်းပြချက်တွေအများကြီးရှိတယ်ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိတယ်ဆိုတော့အဲ့တော့ကိုကဒီလိုမျိုးပေါ့ဦးစားပေးလုပ်လိုက်တာပေါ့နောက်ဆုံးကျတော့လုံရင်နဲ့ကျွန်တော်အဲ့မှာအဲ့စာအုပ်တော့ပြတ်သွားတာအဲ့မှာစာအုပ်တော့ကိုပြအောင်လုပ်လိုက်တဲ့အကျိုးကျေးဇူးကဒီသဘောတရားကိုချုံမိသွားတာဟုတ်ကဲ့ပါဟိုအဲ့ခင်မှာထုံးစံအတိုင်းပေါ့နော်ကျွန်တော်တို့မြန်မာလိုရှင်းပြထားတဲ့ဘယ်ဒရာစာအုပ်ကိုဘယ် English grammar စာအုပ်ကိုမဆိုဖတ်ကြည့်ပါသူတို့ကဘာလဲဆိုတော့ဟိုအခြေခံ beginner ကနေပြီးတော့ advanced ကိုတော့တခါလေးရှင်းပြတာဒါပေမဲ့ကျောင်းသားဆိုတာအဲ့လိုသင်ရမှာမဟုတ်လေနော်ကျွန်တော်တို့ဒီ3လအတွင်းမှာ advanced ရောက်သွားတယ်ဆိုတာကြီးမဖြစ်နိုင်ဘူးလေတကယ်လဲအဲ့ဒီ advanced level ရှိတဲ့လူတယောက်နားလည်တဲ့ဟာမျိုးကျွန်တော်နားမလည်နိုင်သေးဘူးလေစာအုပ်တော့ပြီးသွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ grammar စာအုပ်တွေရဲ့အားနည်းချက်ကအဲ့ဟာတော့တခါရေးစာအုပ်ထဲမှာအကုန်ထည့်ပြီးထား level အပြည့်ထည့်တာဖြစ်သွားတယ်ဟုတ်ပါဆရာဟုတ်တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီတော်လုံးဖတ်လိုက်တော့ကျွန်တော်ကချုံမိပါဒီဘိုင်းတွေသိဖို့လိုသေးတယ်ဒါပေမဲ့အဲ့ဒီဘိုင်းတွေမသိသေးပဲလေအင်္ဂလိပ်စာအုပ်ကိုဝတ္ထုတွေဖတ်လို့ရတယ်ဆိုတာသိတယ်ဆိုတော့ကျွန်တော်ရဲ့ကိုကခုနပြောသလိုစာအုပ်တွေဖတ်ချင်တာဆိုတော့ကျွန်တော်ကအခုသိတဲ့အတိလေးနဲ့စဖတ်လို့ရပြီဟိုကျွန်တော်တို့ tense တွေအကုန်လုံးမသိသေးဘူးရောနေတော့မယ်ဘာလို့ဆိုတော့တေချာရှင်းပြထားတဲ့ဟာတွေကမြန်မာလိုပဲရှိတယ်ဒါပေမဲ့ရှင်းပြထားတဲ့မြန်မာဆရာတွေကိုယ်တိုင်လည်းသူတို့ကိုယ်တိုင်မရှင်းတာဖြစ်နိုင်တယ်တချို့ tense တွေကလေဟိုဒါဆရာတွေစော်ကားတာမဟုတ်ဘူးเนาะတချို့ကြရင်လက်တွေ့လိုတယ်ဟိုနိုင်ငံခြားမှာနိုင်ငံသားနဲ့ကိုယ်တိုင်ထိတွေ့ဆက်ဆံပြီးတို့မဟုတ်လဲစာရီအများကြီးဖတ်ထားပြီးအဲ့လိုလူမျိုးက grammar စာအုပ်ကိုရေးလို့ရှင်တော့ပေါ်လွင်တယ်ဒါပေမဲ့အဲ့ဒါကလည်းပဲသူက K house စာရီဖတ်ရင်မရအောင် up to date ဖြစ်နေတဲ့စာရီတော့ရှော့ဖတ်မယ်လို့စကားတော့ရှော့ပြောနေမှာဒီ tense တွေကိုနားလဲတာသူက nuance လေးရှိတယ်ပေါ့ဗျာသိမ့်မွေ့တယ်ပေါ့ဒီ grammar တချို့တော့ tense နားလည်မှုသဘောတရားလေးတွေကအဲ့လက်တွေ့သုံးမှသိတာဟုတ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုတော့ခုနပြောသလိုပေါ့နော်စာအုပ်တုပ်လုံးမှာသူကဟိုចောင်းသားတွေအကုန်လုံးသိစရာမလိုသေးတဲ့ဟာတွေပါအကုန်တင်တော့ကျွန်တော်တို့ရောတာပေါ့နော်မှတ်ပင်းမှတ်ပေါ့ဟုတ်တယ်နောက်ပိုင်းကတော့သမီးလည်းတွေ့တယ်သူကနော်တဆင့်ချင်းစီသွားတာကြီးထုတ်လာတယ်တွေ့ရတယ်နော်ဆရာဟုတ်တယ်ဒါပေမဲ့အခုနောက်ပိုင်းတော့ကျွန်တော်ကဟို grammar စာအုပ်တွေမဖတ်ဖြစ်တာကြတော့ဘယ်လိုတွေရှိနေလဲတော့မသိဘူးပေါ့နော်ဆိုတော့တိတ်တော့မညွန့်တတ်ဘူးဒါပေမဲ့ကျွန်တော်ကတော့ဒီ teacher တခုကတော့ဒီ essential grammar and use ကိုညွှန်းနေတယ်ဆိုတာကသူကအဲ့လိုစနစ်တကျနဲ့သွားတာအဲ့စာအုပ်ကိုကျွန်တော်တွေ့တဲ့ပုံကလည်းပဲသူကဒီအင်္ဂလိပ်စာအုပ်တွေကျွန်တော်ဖတ်ပြီးတဲ့အချိန်မှာမှကျွန်တော်ကကျူရှင်ဆရာလုပ်နေပြီကိုရန်ဆယ်တန်းပြတဲ့အင်္ဂလိပ်စာပြတဲ့ကျူရှင်ဆရာလုပ်နေပြီလုပ်နေတဲ့အချိန်ကျတော့မှဒီစာအုပ်အဟောင်းလေးတော့တွေ့တာ second edition လာမသိအဲ့စာအုပ်လေးတော့ဟောင်းနေပြီ2006လောက်မှာတွေ့တာအဲ့စာအုပ်လေးဆိုတော့ကျွန်တော်ဖတ်ကြည့်လိုက်တာဟာဟုတ်လားကျွန်တော်စာဖတ်ရင်မာတိကာစာဖတ်တာလေမာတိကာစာဖတ်တော့သူစင်ထားတဲ့ဟာလေးတွေကြည့်လိုက်တယ်ဒီလိုလေးခွဲထားပါလားစနစ်ကြတယ် okay ပြီးလှန်ကြည့်လိုက်တယ်ပြီးရင်ကျွန်တော်ရဲ့ machine နေတဲ့ခုန grammar points လေးတွေရှိတယ်တချို့နေရာလေးတွေအဲ့ဒါလေးတွေကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအရန်သဘောကျသွားတာရှင်းနဲ့ link နဲ့ထွက်သွားတာပြီးပြီ grammar ကိုထပ်ပြီးတော့မင်းနေကြမလို့တော့ဘာမှရှုပ်နေကြတယ်မလို့အခုသူများတွေတချို့ဆရာမတွေဝေဖန်ခံနေရတာရှိတယ် line ပေါ်မှာ grammar မှားပြီးတော့ပြောနေတာရှိတယ် grammar မှားတာမဟုတ်ခင်ဗျာဘယ်လိုပြောရမလဲအင်္ဂလိပ်စာရဲ့ရေးထုံပြောထုံပေါ့အဲ့ဒီပြောထုံလေးတွေရှိတယ်ဒီ essential grammar and use ကတော့ grammar လို့ခေါင်းစဉ်တစ်ထားရမယ်ကျွန်တော် grammar rules တွေကိုသင်နေရမှာမဟုတ်ဘူးတခါလေရေးထုံပြောထုံတွေသိဖို့လိုတယ် grammar စည်းမျဉ်းနဲ့တော့မကိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါမျိုးတွေသုံးတာတွေရှိတယ်ဆိုတော့အဲ့ဒါမျိုးလေးတွေကဒီစာအုပ်ထဲမှာတွေ့နိုင်တယ်အမားပြင်ပေးတာကြီးပါတယ်ကိုပါတာပေါ့နော်ဆရာဟုတ်တယ်ဆိုတော့ဟို
ဘယ်လိုခေါ်မလဲတချို့ဆီယာမတွေအမှားလုပ်မိတယ်ဆိုတာအဲ့စာအုပ်နှုတ်ဖတ်လိုက်အဲ့အမှားတွေမရှိတော့ဘူးသူတို့ကင်းသွားပြီပြင် test နဲ့ပတ်သက်လို့အမှတ်မှားနေရလေးရှိတယ်အဲ့စာအုပ်ဖတ်လိုက်ပြီးသွားပြီအဟာမခံတော့ပေါ့နော်ဟုတ်ကဲ့ဆရာဒါဆိုဆရာကတော့ဆရာရဲ့ဒီဟိုဘောနော်လက်တွေ့ဘဝမှာတကယ်လေးလာခဲ့ပုံစံလေးကိုပြပြထားတာပေါ့နော်ဆရာဟုတ်ကဲ့နောက်အဲ့စာအုပ်ကကျွန်တော်နောက်ကျမှတွေ့တယ်ဆိုပေမဲ့ခုနကပြောလို့ထိရောက်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီစာအုပ်ကိုကျွန်တော်ကဘာလို့လူတိုင်းကိုလုပ်ဖို့တိုက်တွန်းလဲဆိုတော့ဒီစာအုပ်ကဆိုတော့တချို့ကပြောတယ်ကျွန်တော်ကျမက B1 ရောက်နေပြီရောက်နေလို့လည်း result တွေရတည်ရပေါ့နော် test result ကိုစစ်ကြည့်လိုက်တာ B1 ရောက်နေပြီအဲ့တော့ဒီစာအုပ်လေးလေ့လာဖို့လိုလားဒါမှမဟုတ် B1 အတန်းဖွင့်တော့မှတက်မယ်ဆိုရင်မဟုတ်ကျွန်တော်ဒီစာအုပ်ကိုအထပ်ဖတ်စေချင်တယ်သူကအခန်းရှိတဲ့လောက်စာအုပ်ကိုလုပ်တာမြန်သွားမယ်ဟိုတချို့အခန်းတွေဆိုရင်အရန်လွယ်တဲ့အတွက်ကြော်လိုက်လို့ရတယ်မျက်စိနဲ့ပဲတိုင်းကြည့်ပါကြော်လိုက်လို့ရတယ်ဒါပေမဲ့တိတဲ့နေရာလေးတွေရှိတယ်ဒီစာအုပ်ထဲမှာလေအဲ့တော့ကိုယ့်အခန်းရှိတဲ့လောက်မြန်သွားမယ်အဓိကတော့တအုပ်လုံးပြီးအောင်ဖတ်လိုက်ဖို့ပဲဆိုတော့ကျွန်တော်အဲ့လိုလဲတိုက်တွန်းခြင်းတယ်ကျွန်တော်တော့ဆိုတပတ်ပဲကြာတယ်လေကျွန်တော်ဝတ္ထုဖတ်လို့ထိုင်ဖတ်တာဖတ်ပြီးတော့တပတ်နဲ့အဲ့လိုမျိုးဟုတ်ကဲ့ပါဆရာပြီးတော့လေဘာသာပြန်အလုပ်ကိုစလုပ်တော့ပါဘောနော်ဆရာအနေနဲ့ဘာကြီးကြုံတွေ့ခဲ့ရလဲဘလို့အရာတွေအခက်ခဲဆုံးများဖြစ်ခဲ့လေဆရာဟုတ်ကဲ့ဘာသာပြန်ကတော့ကျွန်တော်ကဘာသာပြန်ဆရာတယောက်အနေနဲ့ယက်တီဖို့မယူရခဲ့ဘူးပေါ့နော်ဒါပေမဲ့ဘာသာပြန်ကိုကျွန်တော်ဝါသနာပါတယ်ဝါသနာရှင်တယောက်အနေနဲ့ပဲစခဲ့တာပေါ့နော်ဘယ်ကနေစလဲဆိုရင်ကျွန်တော်ကဒီခုနအင်္ဂလိပ်စာလေ့လာခဲ့တဲ့အချိန်မှာစာအုပ်တွေဖတ်ချင်လို့ပြောတာဟုတ်ဒါပေမဲ့တကယ်တမ်းစာအုပ်ကိုကျွန်တော်စဖတ်လိုက်တဲ့စာအုပ်ကိုပြပြမယ်အဲ့ဒါက Salvatore Scott ရေးတဲ့ Ivan Ho ဆိုတဲ့ဝတ္ထုဆိုတော့ဝတ္ထုထွက်ခဲ့တဲ့ကာလကလည်းတော်တော်ကြာနေနှစ်ပေါင်းကတော်တော်ကြာနေပြီဆိုတော့ဒီဘက်ခေတ်အသုံးနှုန်းတွေမှာမပြောတော့တာရှိတယ်ဒီအင်္ဂလိပ်စာမပြောတော့တာမရေးတော့တာရှိတယ်ဆိုတော့အခုမှအင်္ဂလိပ်စာလေ့လာထားတဲ့လူငယ်လေးတယောက်ပေါ့နော်ဆိုတော့လုံးဝဒုံးနဲ့လွှဲရိုက်ခံရတယ်လို့ပဲမင်းလားကွာအင်္ဂလိပ်စာတက်တာအဲ့လိုမျိုးအဲ့ဆိုတော့ဒါပေမဲ့ကျွန်တော်ကဇွဲရှိနဲ့စာမျက်နှာ30 40လောက်ထိရအောင်ကျွန်တော်ဖတ်တယ်ဟုတ်ဆရာနားမလဲကျွန်တော်ရဲ့နီးရပါလဲဆိုတော့ဟိုဖတ်နေနဲ့နောက်တစ်မျက်နှာမှာဒီတစ်မျက်နှာနားမယ်နောက်တစ်မျက်နှာနားလဲမဖတ်နိုင်မြင်ပြီးဖို့အတွက်ကိုဖတ်နေလို့ဖြစ်သွားတာပေါ့နော်ဆရာဟုတ်တယ်နားမလဲဆိုတာခုနကပြောလို့ level ရှိတယ်လေပြီးရင်ကျွန်တော်တို့အင်္ဂလိပ်စာစာအုပ်တိုင်းကိုလူတိုင်းဖတ်နိုင်တာမဟုတ်အဲ့ဒီ native speaker တွေတောင်အဲ့စာအုပ်ကြီးကိုဖတ်နိုင်ချင်မှဖတ်နိုင်မှာအဲ့ level ရှိတယ်ဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ဒီဗာလဲပန်တာမဆာဥလို့စာအုပ်မျိုးတွေနော်မောင်ရမမမဲမဝိထုလိုမျိုးဟာမျိုးတွေကိုဒီဘက်ခေတ်ကလေးတွေစကြော်တက်တွေဖတ်ခိုင်းကြည့်သူတို့ခေါင်းနဲ့အလောက်ရောက်ချင်မှရောက်မှာတချို့အတုံးတွေဒီဘက်ခေတ်မှာမတုံးတော့လိုက်မမီအရင်တော့ကအတုံးနေရဒီဘက်မှာမရှိဘူးလေဘယ်လိုပြောမလဲကိုရီးယားပဲအဲ့ဘက်ကိုလိုက်မမီပြောမလားအဲ့လိုဖြစ်နေရပါတော့ဆရာကျွန်တော်ပြောတဲ့စကြော်တက်ဆိုတာတော့မှအဲ့ဒါလွန်ခဲ့တဲ့2018တုန်းကစကြော်တက်တယောက်ကိုပြောပြတာသူကဟုတ်ကဲ့ international school ဆင်းထားတာပေါ့နော်အဲ့တော့အင်္ဂလိပ်စာအုပ်တွေဝိထုတွေတော့တော်တော်များဖတ်ဖူးတယ်ဒါပေမဲ့မြန်မာဝိထုကိုသူမဖတ်ဖူးသေးဘူးဆိုတော့သူစဖတ်မယ်ပေါ့အဲ့လိုဖိုင်နေတော့အိုက်ဆောက်တွေရောက်သွားတဲ့အချိန်မှာတချို့အသုံးလုံးတွေသူနားမလည်နေမြန်မာစာကိုမြန်မာလိုနားမလည်ဆိုတော့ကျွန်တော်ရှင်းပြတာမျိုးတွေရှိတယ်ဆိုတော့အဲ့မှာလည်းကျွန်တော် concept ပြန်ရတာဒီသဘောပဲပေါ့အင်္ဂလိပ်စာမှာလည်းကျွန်တော်တို့ရွေးတဲ့စာကိုမှားတာဟုတ်ပါရဲ့ဆရာဆိုတော့ကျွန်တော်ကအဲ့ကာလမှာလည်းပဲစာအုပ်စာတမ်းရှားပါတော့ဟို internet ဆိုတာလည်းမရှိသေးတော့ပေါ့နော်ကျွန်တော်တို့ကာလမှာဆိုတော့2006ကိုဝင်ကျင်မရှိသေးတော့ဒါပေမဲ့ကျွန်တော်တက္ကသိုလ်စတက်တယ်တက္ကသိုလ်စတက်တော့အမှစာကြည့်တိုင်းမှာ retro စာအုပ်လေးတွေရှိတယ် retro ဆိုတာဒီတခြားအခုကြည့်နေတဲ့နောက်ထောင်နေတဲ့လူတွေနားမလည်မှာဆိုလို့ပေါ့နော်သူကမူရင်းဝတ္ထုတွေကို level ပြန်ခွဲပြီးတော့လွယ်အောင်ပြန်ရေးထားတာဆိုတော့ကိုမှ A1 A2 level ရှိရဆိုရင်အဲ့ဒီ A1 A2 level နဲ့ကိုက်တဲ့စာကိုရွေးလို့ရတယ်ကိုက B1 B2 level ဆိုရင် B1 ဆို B1 ပေါ့နော် B2 ဆို B2 အဲ့လိုစာအုပ်လေးရှိတယ်ဆိုတော့ကျွန်တော်အဲ့စာအုပ်တွေစဖတ်တာဖတ်တော့ A1 A2 ကကျွန်တော်တို့အရန်လွယ်တယ်ဒီ beginner level တွေကအရန်လွယ်တယ် beginner pre intermediate ဆိုအရန်လွယ်နေပြီစဖတ်တဲ့ဟာများလာလို့ရှိရင်ရန်လွယ်နေတော့အဲ့ချိန်နည်းနည်းလေး level မြင့်ပြီးဖတ်တယ်ဖိုင်နဲ့တဖြည်းဖြည်းနဲ့ level က C2 လောက်ရေးထားတဲ့ဟာတွေကိုဖတ်နိုင်လာပြီတကယ်တမ်း C1 တို့ C2 တို့ level လောက်ရေးထားတဲ့စာတွေဆိုတာ near native လောက်ဖြစ်နေပြီမူရင်းဝတ္ထုတွေလောက်ဒီပါဖြစ်နေပြီဆိုတော့အဲ့ချိန်မှာကိုယ်ဒီ3နှစ်လောက်စာကြည့်တိုင်းမှာတွားပြီးတော့ဖတ်နေလိုက်တဲ့စာအုပ်ပေါင်းကမရေတွက်နိုင်ဆိုတော့ကျွန်တော်တို့ဒီရတနာတွင်းတွေ့သလိုပေါ့နော်အဲ့တော့တောက်လျှောက်အဲ့လိုဖတ်သွားတာပေါ့ဘယ်နှုတ်ဖတ်လဲကျွန်တော်မှတ်မိဘူးအစတော့ list လုပ်ထားတယ်အခုနောက်ပိုင်းမလုပ်နိုင်တော့ဆရာစာတွေအများကြီးဖတ်နိုင်တယ်ဆရာတမျိုးစလုံးမရဆရာမို့လို့မရကန်ကောင်းလို့ဖြစ်မယ်နော်အဲ့တော့ internet မရှိတော့လေတိလားအချိန်အဲ့မှာဖုန်းသုံးနေကြအချိန်မရှိတော့လေလွတ်လိုက်ပါစာကြီးတွေပဲရောက်နေကြဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆိုတော့အဲ့မှာအဲ့ဒီစောက်တွေအဓိကများများဖတ်ဖြစ်သွားတာနော်ဖတ်ဖြစ်ရင်းနဲ့
အဲ့မှာကျွန်တော်ကဝတ္ထုတွေတစ်ပုဒ်ကိုကြိုက်ကောဘာလဲဆိုတော့O Henry ရဲ့ဝတ္ထုတစ်ပုဒ်ပေါ့နော်သူက O Henry ရဲ့ထုံးစံအတိုင်းပေါ့ဗျာသူကဘဝလောကကိုတည်ရောတယ်ပြီးလို့ရှိရင်အဆုံးသားလေးမှာ plot twist လေးပါတယ်မထင်ထားတဲ့အလှည့်အပြောင်းနေပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့အရင်ခေတ်ကိုရန်စာမှာဆိုလို့ရှိရင် the last leaf ဆိုတာပါတယ်လေကျွန်တော်တို့ကိုရန်ပြဋ္ဌာန်းစာမှာနောက်ဆုံးကြတော့မှဒီ plot twist လေးနဲ့အဲ့ဒါ O Henry ပဲပေါ့နော်ဆိုတော့ဒီ O Henry ဝတ္ထုတွေကအရန်စာဖတ်သူဆွဲဆောင်တာဟုတ်ဆိုတော့ကျွန်တော်အဲ့တပုတ်ကိုလည်းကျွန်တော်ကြိုက်သွားတယ်သူကအင်ဂျင်မက်တယောက်ဗျာဆောင်းတွင်းရောက်နေပြီကျွန်တော်တို့ဆောင်းတွင်းဆိုတာကျွန်တော်တို့မြန်မာပြည်ဆောင်းတွင်းလောက်ပဲကျွန်တော်သိရလို့တယောက်သူဘလောက်အေးလဲဆိုတာကျွန်တော်မခံစားတတ်ဘူးအခုဘေကျင်းရောက်တော့မှသာလေအပြင်မှာအေးတယ်ဆိုတာအေးခဲပြီးတည်သွားနိုင်တယ်အေးတာပေါ့နော်ဆိုတော့ဟိုအနွေးတယ်ဆိုတာဒီမှာထုတ်တဲ့အနွေးတွေဝက်မှာရတာပေါ့နော်မြန်မာပြည်ဝက်ကအနွေးတွေဝက်လို့မရအောင်ဆိုတော့အဲ့လိုအေးတန်ဆောင်းတွင်းဝင်လာတဲ့အချိန်မှာ तू ကနေစရာအင်ဂျင်မက်ဆိုတော့ तू ထောင်ကြခြင်းတယ်ထောင်ကြခြင်းတော့ထောင်ကြမဲ့နီလန်းနေလိုက်ရှာပြီးတော့ရဲတွေရှိမှ तू လိုက်လောက်တာသူ့ကိုဖမ်းပြီးတော့ထောင်ထဲ3လလောက်ပို့အောင်ပေါ့အဲ့လိုမျိုးဘလို့လို့မရအောင်မျိုးစုံလုပ်တယ်မရအောင်နောက်ဆုံးကျတော့ဖះเจ้าရဲ့ဖះเจ้าသားလေးရောက်ပြီးတော့ဖះเจ้าရဲ့ brain ဘောက်ကကြာလာတဲ့ဒီပေါ့နော်အလင်းရောင်လေးတွေနဲ့တီးသွားလေးတွေနားထောင်ပြီးတော့ငါ့ကိုအလုတ်ခေါ်ပေးထားတာရှိတယ်ငါဘကပြန်စတော့မယ်အဲ့လိုမျိုးတွေးပြီးတော့စိတ်သစ်လူသစ်နဲ့လုံးဝကြိုးစားရမယ်ဆိုပြီးတော့ဖြစ်တဲ့အချိန်ကျတော့မှမင်းဘာလုပ်နေရလဲမှောင်ရိပ်ခွဲဆိုရေးရသူ့ဖမ်းအောင်အဲ့ဒါတကယ် main plot လာဆရာအဲ့နေရာသူ့ရဲ့ဒုက္ခဆိုအဲ့လိုဝတ္ထုလေးဆိုတော့ကျွန်တော်အဲ့သဘောကျရတာကျွန်တော်အဲ့ဒါကိုဒုတိယနှစ်မှာပြန်လိုက်တာထင်တယ်ကျွန်တော်အဲ့ဒီဘာသာလေးပြန်လိုက်ကောပြန်ပြီးတော့ကျွန်တော်ခောက်ပြန်တာပေါ့ဗျာခုဘာသာပြန်လေးကိုပြန်ချောပေါ့အဲ့တော့ dictionary ကကျွန်တော်မှဒီဟိုပဲရှိတယ်လဝါလောက်ရှိတဲ့တာလွန်အဘိဓမ္မာလေးလေအဲ့ဒါလေးဟောသိရဆရာသမီးလည်းဖတ်ခဲ့ဘူးလေအပြာရောင်လေးဟုတ်တယ်အပြာရောင်လေးနော်အဲ့တော့ဟိုနောက်ဒီမြန်မာစာစစ်ဖွဲ့ကထုတ်တဲ့ dictionary အကြီးရှိတယ်အထူးကြီးလေအဲ့ဆောက်ကြတော့ကျွန်တော်တို့လက်လန်းမမိဘူးရှီမန်းတော့မသိခဲ့ဘူးပေါ့နော်ဆိုတော့တခြား dictionary တွေရှိပါတယ်အဲ့တော့တာလန်ပြီးတော့အဘိဓမ္မာအကြီးအထူးကြီးတွေရှိတယ်ဆိုတော့အဲ့ဒါတွေကစာကြည့်တဲ့မှာရှိတယ်ဆိုတော့ကျွန်တော်ကကြတော့အုတ်သေးလေးပဲရှိတော့အဲ့ဒါလေးနဲ့မသိရလိုက်ရှာတာပေါ့နော်အဲ့မှာရှာပြီးတော့တချို့စာလုံးတွေဆိုရင်ကျွန်တော်ကရှေ့နောက် command နဲ့နီးနဲ့ကြော်ဖက်ပြီးတော့ပြန်ရတာတွေရှိတယ်အဲ့လိုမျိုးပေါ့ဘာလို့ dictionary မှာတာလွန်ပြီးတဲ့နေရာမှာအကုန်မပါနေဘူးလေမပါနေတချို့ level မြင့်လာတဲ့စာအုပ်တွေဆိုရင်မပါတော့အဲ့တော့ကျွန်တော်တို့ကအဘိဓမ္မာ sorry internet လှန်လိုက်လို့ internet မှာရိုက်ရှာရင်တော့ရှိတယ်ဒါပေမဲ့ internet ဆိုတာအဲ့ခေတ်မှာမရှိဘူးလေကျွန်တော်တို့လူတိုင်းဟုတ်တယ်ဆရာကျောင်းမှာလည်းမရှိဘူးပေါ့နော်ရှိတဲ့အောင်မှလူတိုင်းသုံးလို့မရဘူးပေါ့ဆိုတော့အဲ့မှာကျွန်တော်ကအဲ့လိုပဲရှင်းတော့ command အနေနဲ့အဲ့ဆောက်လေးဘာသာပြန်လိုက်ကောအချင်းချင်းပြန်ချောတာပေါ့နော်နောက်ကြတော့ကျွန်တော်မြန်မာစာဆရာမတယောက်နဲ့ကျွန်တော်ခင်သွားတယ်တကယ်တော့မြန်မာစာဆိုတာကျွန်တော်တို့စီဝိုင်းတက္ကသိုလ်မှာ minor လေဒါပေမဲ့ကျွန်တော်ဆရာမဆိုင်စကားရေးခိုင်းရေးတဲ့ထဲမှာပါတယ်အဲ့နဲ့ဆရာမနဲ့အဲ့လိုပေါ့စကားတွေပါပြောဖြစ်တာပေါ့ပြောဖြစ်တော့အမှဘာရမဟုတ်ဘူးဆရာမကိုပေးဖတ်ထားတာဒီတိုင်းပဲဖြစ်ချင်တော့ဆရာမကကျောင်းရဲ့နှစ်လည်မဂ္ဂဇင်းเนาะကျောင်းရဲ့နှစ်စဉ်ထွက်တဲ့မဂ္ဂဇင်းရဲ့တာဝန်ခံဖြစ်နေတာဝန်ခံ editor ဖြစ်နေပါတော့ဆိုတော့အဲ့ဒီမှာတာဝန်ခံနောက်ထပ်တစ်ယောက်ကလည်းကျွန်တော်နဲ့ခင်တဲ့ဆရာမပဲအဲ့နှစ်ယောက်လုံးကဖတ်ပြီးကြိုက်ပြီးတော့သူကယူသွားလိုက်ကောအဲ့ဒါကျွန်တော်လည်းမသိဘူးဘာသာပြန်ပြီးထားတဲ့စာအဲ့ဒီဟွာလေးပေါ့နော်ဟုတ်တယ်စာမူလေးကိုကျွန်တော်လက်ရင်းနဲ့ပြန်ထားလက်ရင်းနဲ့ရေးထားတာနောက်ဆုံးဆရာမလို့ကျွန်တော်ဒါချောထားတယ်ဒါပေမဲ့သိမကြိုက်ဘူးလို့ဆရာမဖတ်ပေးပါတော့မြန်မာစာဆရာမမဟုတ်လို့ကွာကျွန်တော်ပေးဖတ်လိုက်တာဟုတ်ကဲ့ပါဆရာအဲ့တော့သူကမဂ္ဂဇင်းနဲ့ထည့်လိုက်ကောကျောင်းကထုတ်တယ်တလားတစ်ခါလားဆရာနော်တစ်နှစ်တစ်ခါဟုတ်တယ် annually ထုတ်တယ်ဟာမှာဟုတ်တယ်ဟုတ်ကျောင်းနေပြီးဟို university တွေကပို့ထွက်တယ်ဟုတ်တယ်အဲ့ဒါကိုကျွန်တော်ဒုတိယနှစ်မှာရေးတဲ့ဟာဆိုတော့တတိယနှစ်မှာပါလာတာဆိုတော့ပထမဆုံးပါတဲ့ဆောင်းမှုပေါ့နော်ဆိုတော့ဟာကျွန်တော်အဲ့မှာလေဆောင်းရဲ့ကျေးဇူးတင်လိုက်တာပေါ့နော်ကျွန်တော်အရန်ကိုပြောတာဆိုတော့ဟုတ်ပါအဲ့ကနေကျွန်တော်ဘာသာပြန်ပိုးဝင်သွားတာပေါ့နော်ပိုးဝင်သွားပြီးတော့ဒါပေမဲ့ဘာသာပြန်နေတဲ့တမုံးမယ်လို့မယူရသေးပဲနဲ့ဘယ်လိုခေါ်မလဲစီဝိုင်းစင်းကိုင်ပေါ့နော်စင်းကိုင်လုံမယ်ပေါ့စင်းစစ်လုံမယ်ပေါ့အဲ့လိုပေါ့ဖြစ်နေတာပေါ့ဒါပေမဲ့အဲ့ကာလမှာကျွန်တော်တို့နေတဲ့နေရာနေပြီးတော့မြို့ထဲကိုသွားမယ်ဆိုလို့ရှိရင်အသွားပြန်ကားမပိတ်ရင်တော့မှအသွားပြန်4နိုင်လောက်ကြာတယ်ကားကကြီးပဲတစ်လောက်ကို3000လောက်ကြာမယ်အဲ့တော့အဲ့ခက်မှာစီဝိုင်းတဲ့ဆိုကျောင်းစင်းက6000လောက်ရတာလေနည်းနည်းအလုပ်ကောင်းတဲ့နေရာမှာ8000လောက်ရတာအဲ့တော့မတင်လောက်တွေ့ကြုံယူပြီးမှ2သိန်းလောက်ရတာဟုတ်ဆိုတော့ကျွန်တော်တက်ကမကိုက်နေတော့အမှကျွန်တော်ကဒီအဆောင်လဲပေးမယ်အလုပ်လဲပေးမယ်ပေါ့နော်အဲ့လိုနေရာမှာကျွန်တော်ကလုပ်လိုက်တယ်အဲ့တော့ NLC ဆိုတဲ့ English သင်တန်းကျောင်းမှာ on job training နဲ့
စပြီးလောက်တာ အဲ့ဒါပထမဆုံးလုပ်လားဆရာ ပထမဆုံးလောက် ဟုတ်ကဲ့ပါ တော့ဝင်ဖြေရတာကိုအင်္ဂလိပ်စာ level test ဖြေပြီးမှသူကon job training ရတာ ချက်တယ် ရတာဆိုတော့ ဟုတ်ကဲ့ပါ အဲ့မှာကျွန်တော် assistant teacher ဖြစ်တဲ့အထိလုပ်လိုက်တယ် assistant teacher ဖြစ်တော့မှကျွန်တော်ထွက်လိုက်တာဆိုတော့ဘာလို့ဆိုတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီကိုယ့်ရဲ့တက်လန်းကိုကြည့်တာပေါ့နော်ကိုဘာလုပ်ချင်လဲပေါ့အဲ့တော့ပုံမှန်အားဖြင့်တော့ဒီ OJT ဆိုတာကစာသင်နေရတာမဟုတ်ဘူးတကယ်တော့ assist လိုက်လုပ်နေရတာဆိုတော့အားမနေဘူးပေါ့နော်ဟိုတနေ့ကုန်စာဖတ်ခြင်းလည်းမရှိဘူးကျွန်တော်ကစာရေးစာဖတ်လုပ်ချင်တာပေါ့နော်ဆိုတော့နောက်စဉ်းစားတော့ဘာသာပြန်အလုပ်တွေခေါ်တာတွေ့တယ်လို့လိုက်ကြည့်တော့အဲ့ဒီမှာကျွန်တော်လည်းစမ်းကြောင်းမှာနေပြီဆိုတော့ okay ရှောက်ကြည့်မယ်ပေါ့ကျွန်တော်အဲ့မှာဘာသာပြန်နေဒါပေမဲ့ရှောက်ချင်းရတာမဟုတ်ဘာသာပြန်နေလိုက်ရှောက်တာမြို့ထဲမှာပတ်ရှောက်တာပတ်ရှောက်တဲ့အချိန်မှာဘာပြဿနာလဲဆိုတော့ကျွန်တော်မှာပေးစရာဖုန်းနံပါတ်မရှိဘူးအဲ့တော့အဲ့ခက်က handphone တွေလူတိုင်းမကင်သေးဘူးလေအဲ့တော့ PCO ဆိုင်နေမှာပဲအဲ့တော့အဆောင်နေတဲ့လူတယောက်ကို PCO ကလည်းဒီအထိုင်ကျိုးဖုံးကလူကလာမခေါ်ဘူးလေလာမခေါ်ပြီးတော့အဲ့ကျွန်တော်ကနောက်ဆုံးမခံစားနိုင်တော့ဘူးဒီလားဘယ်လုံးမှမဆိုဗျာကျွန်တော်ဓာတ်ရိုက်မခံဘူးလေကွာဟိုညီလေးထားခဲ့ပါကြိုက်တယ်ဆိုရင်တော့မှသူကပြန်ခေါ်မှာဖုန်းဆက်တယ်ဟုတ်တယ်အဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့နောက်ဆုံးကျတော့တင်းစားတိုင်းတစ်ခုရောက်သွားခံစားနိုင်တော့ကျွန်တော်ကဗျာလို့ကြိုက်တဲ့သတင်းတစ်ပုဒ်ကိုထုတ်ပေးလို့ကျွန်တော်ဘာသာပြန်မယ်လို့မရလို့ရှိရင်ကြိုက်ရင်ခန့်ဗျာလို့အဲ့လိုပဲကောင်းကောင်းမွန်ပြပြလိုက်တာပေါ့နော်ဟုတ်ကဲ့ဆရာ အဲ့နဲ့သူတို့ကအဲ့ဒီထွက်တဲ့သတင်းစာသတင်းတစ်ပုဒ်ကိုပေါ့နော် online ကနေ download ဆွဲ print ထုတ်ပြီးတော့ကျွန်တော်ပြန်ခိုင်းပြီးရင်အဲ့မှာအလုပ်ရပါဆရာအဲ့ဆိုအဲ့ဒါကြောင့် second job ဖြစ်သွားမှာပေါ့နော်အင်းပေါ့အဲ့လိုပြောလို့ရတယ်ဟုတ်တယ်ကျောင်းကထွက်ပြီးတော့နောက်လုပ်အဲ့မှာ translator လုံးဝစဖြစ်တာပေါ့နော်ဆရာအဲ့ရအစပဲအဲ့ဒါအစပဲ translator အစပဲအဲ့ရနေပြီးတော့ဆရာတောက်လျှောက်က translator ပဲလုပ်လာရလားအလုပ်တွေပဲပြောင်းတာတွေပဲရှိသေးလားဆရာtranslation နဲ့ပဲဆက်ဖြစ်သွားတာပေါ့နော်ကျွန်တော်ဆက်ပြောရမယ်ဆိုရင်ဒီကျွန်တော်ရဲ့ဒီဘာသာပြန်နဲ့ဖြတ်တန်းတဲ့ဘဝကိုဆက်ပြောရမယ်ဆိုရင်ကျွန်တော်အဲ့ဒီ2022လောက်မှာကျွန်တော် full time ဘာသာပြန်စဖြစ်သွားပြီဒါပေမဲ့လစာကကျွန်တော်အဲ့ချိန်မှာငွေကိုလည်းကြည့်တယ်ဗျငွေကိုလည်းကြည့်တော့ဒီအချိန်ပိုညဘက်ဆင်းလာတော့မှ9000လောက်ပဲရတယ်ဗျ9000လောက်ပဲရတော့မကိုက်ဘူးပေါ့နော်အဲ့မှာပြောရရင်ဟိုညဘက်အိတ်တဲ့နေရာဂျပိုးတွေလည်းအရင်များတော့ဂျပိုးပထမဆုံးတွေ့ဘူးတဲ့လူပေါ့ဗျာတဲ့ဆိုတော့ကျွန်တော်တို့ကအဲ့ကအရင်က stress များစေတယ်ပေါ့နော်ဒါပေမဲ့အဲ့တော့အဲ့ကာလမှာကျွန်တော်ကအလုပ်မသွားခင်မနက်ခင်းမှာကျွန်တော်ကနောက်ထပ်သတင်းစာတိုက်တစ်ခုကိုကျွန်တော်ကသတင်းတွေရေးပြီးပို့တယ်အဲ့ခေတ်မှာကျွန်တော် internet ကိုစသုံးနေပေါ့နော်ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တို့ internet ဆိုင်တွေမှာ game ဆိုင်တွေလေရှိတယ်လေအဲ့မှာ Gtor တွေနဲ့ချက်တဲ့ခေတ်ပေါ့နော်အဲ့ကာလမှာကျွန်တော်ကအဲ့ဆိုင်ကနေပြီးတော့ internet ကိုငှားသုံးတယ်ကျွန်တော်အဲ့ခေတ်က modem ဆိုတဲ့ဟာလေးရှိတယ်အခုဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဟို thumb drive တွေနဲ့တူတယ်ဗျာအခု USB လေးဆိုရင်လက်မလောက်ရှိတဲ့ memory stick လောက်ရှိတဲ့ thumb drive ပေါ့နော်အဲ့ဒါကိုကျွန်တော် modem လို့ခေါ်တာပေါ့အဲ့ modem လေးနဲ့လှမ်းဆွဲရတာ internet ကိုလှမ်းဆွဲရတာအရင်ကောင်းမနေဘူးဒီဘက်ခက်လောက်ကောင်းမနေဘူးလှမ်းဆွဲရတာဆွဲပြီးတော့လဆင်ကြီးနေအဲ့ဒါ internet သုံးရတာဟုတ်ကျွန်တော်အဲ့မှာအဆောင်နေတဲ့မိတ်ဆွေတယောက်နဲ့ပေါ့နော်ကျွန်တော်ဆက်တူယူတယ်ယူပြီးတော့ကျွန်တော်အဲ့မနက်ပိုင်းလေးပဲသုံးဖို့တင်နေကောင်ကသူသုံးတာပြီးရင်ကွန်ပျူတာကလည်းကျွန်တော်ကိုအဲ့ဒီအချိန်ပိုင်းပေါ့နော်ဒီမနက်ပိုင်းပို့လို့ရအောင်ဆိုပြီးတော့အဲ့ဒီဟိုဘက်သတင်းဌာနကပုဂ္ဂိုလ်တယောက်ကကျွန်တော်သူ့ကွန်ပျူတာ laptop လေးပေးထားအဲ့ laptop လည်းစာရေးပဲလုပ်လို့ရတခြားဘာမှလုပ်လို့မရဆိုတော့အဲ့လည်းနဲ့ online နဲ့သတင်းတွေရှာပြီးဘာသာပြန်ပြီးတော့ပို့မနေ့စောစောပို့ညပို့ပြန်တဲ့အဲ့ဒီခုနကကျွန်တော်ပြောတဲ့1လ9000ရတဲ့ဘာသာပြန်အလုပ်လေးအဲ့မှာသွားဒါမလုပ်နိုင်တော့တဲ့ကျွန်တော်မလုပ်နိုင်ဘူးဆိုတဲ့အချိန်မှာပဲခုနကကျွန်တော်ပို့နေတဲ့တိုက်ကလည်းလူလိုနေဟုတ်ကဲ့ကျွာကတိပြန်ညီလေးလာခဲ့ပါလားတဲ့ကိုတို့ကလူနေရတဲ့အဲ့မှာဘွားစာပြောင်းတာပေါ့နော်ဘွားစာပြောင်းတာဘာသာပြန်ကနေဒီလောက်ဝင်ငွေအများကြီးရပါလားဆိုတာတီးခဲ့တဲ့အလုပ်ပေါ့အဲ့ဒါအဲ့မှာရေးတော့ရတော့အဲ့ဒီတိုက်ကိုရောက်တော့မှကျွန်တော်တို့ဟိုပါပေါ့သတင်းစာလောကမှာဆိုရင်နာမည်ကြီးတဲ့ဆရာရဲနိုင်မိုးတို့နောက်အဲ့ခေတ်ကဆိုရင်ဆရာမမြင့်မခကဒီဆရာမဒေါ်မေတ္တကျန်ဟိန်တို့ပေါ့နော်အဲ့ဆရာမတွေနဲ့ကျွန်တော်တို့မိတ်ဆွေတော့မဟုတ်ပေါ့သူတို့နဲ့စတိရတယ်ပေါ့နော်ပြီးရင်အဲ့ဒီမှာအစောဆုံးပေါ့ကျွန်တော်တို့ဒီ2010နောက်ပိုင်းစပြီးတော့နိုင်ငံကလည်းပွင့်လာပြီလို့ဆိုတဲ့အချိန်မှာကျွန်တော်တို့ journalism အဲ့လိုမျိုး course တွေလုပ်တယ်ပေါ့နော် journalism training တွေပေးတယ်ကျွန်တော်ကအစောဆုံး batch ထဲမှာပါတယ် journalism training ရတဲ့အစောဆုံး batch ထဲမှာပါတယ်အဲ့တော့ကျွန်တော်ကနောက်ပိုင်းအဲ့လိုကိုပိုင်တဲ့သတင်းတွေ like ဖြစ်တယ်အဲ့လိုမျိုးပေါ့နောက်ပိုင်းဒီ journalism ဘာသာပြန်ဆိုရင်လည်းဒီလောကဆက်ဆက်နေတာဆိုတော့လေအဲ့လိုမျိုးပေါ့ဖြစ်တယ်နောက်ပိုင်းကျတော့ကျွန်တော်ကအဲ့လောက်ကထွက်လိုက်တယ်2015မှာထွက်လိုက်တာ
ထွက်ပြီးတော့ကျွန်တော်က freelance အနေနဲ့ဘာသာပြန်လုပ်တယ်ပေါ့နော်ဘာသာပြန်လုပ်တယ်သူကလုပ်နေနေဘာဖြစ်လာလဲဆိုတော့ကျွန်တော်ကဒီသတင်းစာတိုက်မှာလုပ်တုန်းကကျွန်တော်တရက်ကိုသတင်းစာစာမျက်နှာ3မျက်နှာစာရေးရတယ်တချို့ရက်တွေဆို4မျက်နှာစာရေးရတယ်အဲ့တော့သတင်းစာစာမျက်နှာ3မျက်နှာဆိုတာလေဒီတိုင်းစာကူးပြီးတော့ရင်းတော့မလွယ်ဘူးလေနော်ဆိုတော့တနေ့ကိုဘာသာပြန်ရတာအဲ့လို3မျက်နှာစာအဲ့မှာတချို့သတင်းကောင်းတဲ့သတင်းလေးတွေပါတယ်ရှိတယ်အဲ့တော့ကျွန်တော်နှမျောတယ်အဲ့ဒါဒီသတင်းစာကလူဘယ်လိုခေါ်မလဲဆိုတော့ reach ကနည်းလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော် online မှာ page လေးထောင်ပြီးတော့အဲ့ထက်ကကောင်းလို့ရသတင်းလေးတစ်ပုတ်လောက်နှစ်ပုတ်လောက်ကျွန်တော်တင်တာတနေ့ online မှာပါဆက်ပြီး run ဖြစ်တော့ပါဘူးနော်ဟုတ်တယ်အဲ့မှာ online မှာ run ဖြစ်တာ run ဖြစ်နေဘာဖြစ်သွားလဲဆိုတော့အဲ့ဒီအလုပ်မထွက်ခင်ကားကိုပဲကျွန်တော်ကိုလူတွေသိလာတယ်ကျွန်တော်ဘာသာပြန်လက်ရောက်ကိုလည်းပဲလူတွေကဖတ်မိသွားတယ်ဟောမစိုးဘူးပေါ့အဲ့နဲ့အကြည့်တယ်အရင်နဲ့တစားကျွန်တော်ရဲ့နေဘယ်လိုခေါ်မလဲကျွန်တော်ကိုတည်တဲ့နေရာနည်းနည်းကျေလာတယ်အဲ့တော့ NGO တိုင်းဝဲမှာကျွန်တော်ကိုတည်လာကြတယ်တည်လာတယ်လာအပ်တယ်အဆင်ပြေတယ်အဲ့လိုထပ်အပ်တယ်ပေါ့နော်နောက်ကြတော့တချို့တော့ဝင်ကြီးဌာနတွေအဲ့ကာလမှာဝင်ကြီးဌာနတွေမှာလုပ်တဲ့လူတွေကကျွန်တော်တို့ရွယ်တူလောက်တွေပဲတော်ကြတယ်အင်္ဂလိပ်စာလည်းကောင်းကြတယ်ဒါပေမဲ့သူတို့ကအထက်လူကြီးတွေကထင်ပါတယ်ဘာသာပြန်ခိုင်းတာလေးတွေရှိတယ်တခါလေကျရင်သူတို့က deadline ပေးထားတယ်ပေါ့နော်ဆိုတော့သူတို့က professional translator မဟုတ်တော့တချို့အပိုင်းတွေသူတို့မပြန်နိုင်ဘူးပြန်နိုင်ရင်တော့မှ deadline မမီရရှိတယ်အဲ့တော့ကျွန်တော်လာကူညီတောင်းတယ်ကျွန်တော်ကဥပမာသူတို့က2ရက်အတွင်းအပြီးပေးရမယ့်ဟာကိုကျွန်တော်တညာလေးနဲ့ပေးလိုက်တာမျိုးတွေရှိတယ်ဆိုတော့အဲ့လိုအဆင်ပြေသွားတဲ့ကိစ္စတွေရှိတယ်ပေါ့နော်ရှိတော့ကျွန်တော်အဲ့မှာနေဝင်ကြီးဌာနတွေကြားထဲမှာလည်းပဲကျွန်တော်အလုပ်တွေလက်ခံတာပေါ့ဒါတော့တရားဝင်အပ်တာတော့မဟုတ်ပါဘူးဝင်ကြီးဌာနနဲ့တိုက်ရိုက်အပ်တာမဟုတ်ပေမဲ့အဲ့လိုမျိုးပေါ့ freelance ပုံစံပေါ့နော်ဆရာ freelance ပုံစံနဲ့အကုန်ပတ်လုပ်နေပုံဖြစ်နေတာပေါ့ဟုတ်တယ်အဲ့ဒါကလည်းပဲကျွန်တော်ခုနကပြောသလိုသတင်းစာမှာဒီတနေ့ကုန်3မျက်နှာပြန်တယ်ဆိုတာအရင်ပြင်ပန်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကျွန်တော်ကဘာသာပြန်ကကိုဝါသနာဘာလို့လောက်တာဖြစ်တဲ့အတွက်ပြောနေတာဟုတ်တယ်အဲ့တော့ညပိုင်းကြလို့ရှိရင်ခုနကအပြင်အပ်တဲ့ဟာတွေကိုကျွန်တော်ကရေးတာဟုတ်တယ်ဟုတ်အဲ့လိုမျိုးပေါ့နော်တကယ်ကိုယ်လေးလှုပ်ချင်နေဆန္ဒရှိလို့ဒါတွေမပင်ပန်းဘူးခံစားရတာတကယ်တမ်းမလှုပ်ချင်ဘူးဆိုတော့ပင်ပန်းနေလှုပ်ဆရာဟုတ်တယ်နော်ဟုတ်တယ်လည်းကောင်းလေဟုတ်တယ်အရင်စဉ်းစားရလို့ဖြစ်နေရောလေဟုတ်တယ်ဟာတာပြောရရင်လေအလုံးများတော့လေအဲ့တော့ကျွန်တော် crash နေတဲ့ ကောင်မလေးရှိတယ်ဒီလားအဲ့ကောင်မလေးကလည်းမပြောတတ်ဘူးဗျာနော်ဘယ်လိုလဲတော့မသိဘူးကျွန်တော်စီလာလဲတယ်နော်အဲ့ဒါကိုရုံးကပြန်ခေါ်လို့နှစ်ကြိမ်လောက်ဖြစ်သွားတယ်ကွာဒီလားကျွန်တော်လည်းဖူးစာလွဲချိန်ပါပဲအဲ့လိုမဲ့ချိန်ပါပဲရုံးကလန်းခေါ်နေရတယ်ဆရာတွားလိုက်ရတယ်ပေါ့အဲ့လိုလားဟုတ်တယ်သူနဲ့စုံနေပြီပေါ့နော်စုံနေတဲ့ချိန်မှာရုံးကပြန်ခေါ်တယ်ဆိုတော့စင်ကောင်းစရာပေါ့နော်ပြန်တွေးကြည့်လို့ရှင်အဲ့လိုမျိုးတွေပေါ့ဒါတော့လုံးနဲ့ကျမလည်းဘယ်သူရွေးမလဲပါဟုတ်တယ်အလုပ်ကိုရွေးမိသွားတာတွေပေါ့နော်အိုက်ကလာဟုတ်ကဲ့ဆရာအများကြီးစူးစမ်းခဲ့လို့ပါတချို့ကြောက်လေသမီးပါပေါ့နော်ဒါကိုယ်တိုင်နဲ့တငယ်ချင်းတွေရှိမယ်တည်ရရှိမယ်ဆရာလိုမျိုးလေအဲ့လိုမရန်နိုင်ဆရာသိလားမနေ့ကြရင်လေလုံညကြရင်လေလို့အဲ့လိုကြီးမလုံနိုင်ကြဘူးပေါ့နော်ဆရာတကယ်စူးစမ်းနိုင်တာကိုသမီးအားကြဆရာဟုတ်ကျေးဇူးပါအဲ့ဒါနဲ့ဒီပေါ့ကျွန်တော်အလုပ်ထွက်လိုက်တော့ခုနကကျွန်တော်လှုပ်ထားတဲ့အရှိန်တွေကတောက်လျှောက်ပေါ့နော်အလုပ်တွေလာကြတယ်ကျွန်တော်စီကိုအဲ့ချိန်မှာဘယ်လိုခေါ်မလဲအများစုကတော့ NGO တွေလာတယ်နောက်တချို့ TV channel တွေပါကျွန်တော်လာချိန်ကြတယ်နောက်တချို့ကျတော့English မဟုတ်တော့ဘဲနဲ့တခြားThai တို့Korea တို့တရုတ်တို့ကျွန်တော်စီရောက်လာကြပြန်အောင်အများကြီးဖြစ်လာကြတာဖြစ်လာကျွန်တော်မနိုင်တော့အဲ့မှာ team စလုပ်မယ်ဆိုပြီးတော့အဲ့မှာစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ team ကတော့မအောင်မြင်ခဲ့ဘူးပေါ့ဒါအကြောင်းမျိုးတော့ရှိတာပေါ့နော်ဒါပေမဲ့အဲ့ကာလမှာကျွန်တော်TV channel တွေလာတဲ့ချိန်မှာမြန်မာလူတွေအများကြီးပြန်နေရပြီပေါ့နော်မြန်မာလူတွေလွှင့်နေတဲ့ TV channel တွေ Discovery တွေNational Geographic တွေအမျိုးလာနေပေါ့နော်လာတဲ့အချိန်မှာပေါ့ကိုကတယောက်တည်းပြန်လို့ရှိရင်ကိုပြန်တော့ပတ်စံရမယ်ဒါပေမဲ့ဥမာတခြားလူတယောက်ကိုပါထပ်ပြီးတော့ခေါ်နိုင်ရင်များဖြန့်ကျက်နိုင်တာပေါ့နော်ဆိုတော့ဒါပေမဲ့ဘာသာထိုင်ပြန်ရတာကအရန်ပင်ပန်းတယ်အဲ့တော့အဲ့ချိန်မှာကျွန်တော်ကိုစကားပြန်လာပြီးတော့အပ်တယ်အဲ့မှာစကားပြန်လာအပ်တော့အဲ့မှာစကားပြန်လဲဆက်လုပ်ဖြစ်သွားတယ်အဲ့တော့အင်္ဂလိပ်စာနဲ့ပတ်သက်လို့ဘာသာပြန်စကားပြန်တွေကိုတောက်လျှောက်လုတ်ဖြစ်သွားခဲ့တယ်ပေါ့နော်လုတ်ထွက်တယ်2015 2016 2019အဲ့ကာလတွေမှာဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာရဲ့ဒီဘာသာပြန်အတွေ့အကြုံလေးတွေပေါ့နော်ပြီးတော့လေဆရာလူငယ်တွေအနေနဲ့ဒီဘာသာပြန်အလုပ်ကိုစဝင်ချင်းနေဆိုရင်ဘယ်လိုအလုပ်မျိုးကနေပြီးတော့စပြီးရှောက်ထားတင်လဲပေါ့နော်ပြီးတော့ကိုယ့်ရဲ့ portfolio ရောဘယ်လိုမျိုးလေးတည်ဆောက်မယ်ဆိုရင်ဒါ interviewer အနေနဲ့တွေ့ရဲ့အချိန်မှာကို
ပထမ first expression ကလည်းအရေးကြီးတာဆိုတော့လေအဲ့ဒါလေးပါဆရာတစ်ချက်လောက်ရှင်းပြပေးပါဟုတ်ကဲ့ပါဒီမိကုန်းကတော့ကျွန်တော်ကို individually လေးပေါ့နော်ကျွန်တော်ကိုလာမေးကြတဲ့လူတွေရှိပါတယ်ဘာသာပြန်ကိုအလုပ်အနေနဲ့လုပ်ချင်တယ်ပေါ့နော်လာမေးတဲ့လူတွေထဲမှာမျိုးမျိုးရှိတော့ကျွန်တော်ကခြုံပြီးတော့ပဲဖြေပြရစေတချို့ကကြတော့ဘာသာပြန်ကိုဝါသနာမပါဘူးပတ်စံလိုချင်လို့အလုပ်အနေနဲ့လုပ်ချင်တဲ့လူရှိတယ်တချို့ကကြတော့ဝါသနာပါလို့ပတ်စံတွေပါတွေမမျောလင့်ဘူးဝါသနာပါလို့လုပ်ချင်တာရှိတယ်အဲ့တော့ပထမဆုံးအနေနဲ့ဝါသနာပါတဲ့လူတွေကိုပြောချင်တာတော့ကိုဝါသနာပါတဲ့အပိုင်းဘယ်အပိုင်းကိုဘာသာပြန်ချင်တာလဲဥပမာကျွန်တော်တင်တဲ့မှာတက်တဲ့လူတချို့ဆိုရင်ဥပမာသူတို့က IT နဲ့ပတ်သက်လို့ကျွမ်းကျင်တယ်ဒါပေမဲ့အင်္ဂလိပ်စာနဲ့အခက်အခဲရှိတော့ဖတ်တဲ့အခါမှာအခက်အခဲရှိတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါကိုသူကဖတ်တတ်ချင်တာဖတ်တတ်ပြီးလို့ရှိရင်လည်းသူကသူများကိုပြန်မျှချင်တယ်ပေါ့နော်ဆိုတော့ဘာသာပြန်ချင်တယ်အဲ့လိုမျိုးလုပ်ချင်တဲ့လူတွေဆိုရင်ကျွန်တော်အားပေးတယ်ဒါလုပ်ပေါ့နော်ဒါအင်္ဂလိပ်စာကောင်းရင်ကောင်းတယ်လို့ကိုကဘာသာပြန်နိုင်မှာဒါအင်္ဂလိပ်ကနေမြန်မာလိုပြန်တဲ့ကိစ္စကိုပြောတာပေါ့နော်အဲ့တော့အဲ့မှာတချို့ကဘာသာပြန်လူတိုင်းမဖြစ်နိုင်ဘူးဘာသာပြန်တာမချုံမွေ့နိုင်ဘူးပြောတာရှိတယ်အဲ့ဒါကကြတော့လည်းပဲသူကနီးလေးနည်းနည်းသိရင်ရတယ်ဆိုတော့ကျွန်တော်ဒီမှာလည်းတစ်ခါတည်းပြောလို့ရတယ်ပထမဆုံးအချက်အနေနဲ့မြန်မာစာစာဖတ်နားတဲ့လူဖြစ်ပိုကောင်းတယ်မြန်မာလိုပိုင်နိုင်တိချာလေးပြောနိုင်ဆိုနိုင်နေသူဆိုရင်ပိုကောင်းတယ်ဟုတ်တယ်နော်ဆရာဟုတ်ပါတယ်မြန်မာလိုကိုမိခင်ဘာသာစကားကိုပိုင်နိုင်ဖို့တော့ပထမဆုံးလိုပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကပြန်မဲ့ဘာသာရက်ကဘာလဲဆိုတာကိုကနားလည်ဖို့လိုတယ်ဘာလို့ဆိုတော့ကျွန်တော်တို့စာဖတ်တဲ့အခါမှာစာတိုင်းမှာဟန်ဆိုတာရှိတယ်ကျွန်တော်တို့သတင်းဖတ်ပြီးဆိုတော့သတင်းဟန်ရှိတယ်သတင်းကိုကျွန်တော်တို့ဇလန်းလို့တွားရေးလို့မရအောင်เนาะကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ရိုးရပုံမြင်နေရေးတဲ့ပုံစံနဲ့သတင်းတစ်ပုဒ်အခု breaking news တစ်ပုဒ်ကိုရေးတဲ့ဟန်နဲ့မတူနေဘူးဟုတ်ပါတယ်ဆရာဟုတ်ကဲ့မတူတော့ကျွန်တော်တို့ကဘယ်အပိုင်းကိုဘာသာပြန်มาလဲဆိုတာရှိတယ်အဲ့တော့ကိုမတိုင်ခင်မှာထွက်ပြီးသားစာပေတွေလည်းရှိပြီးသားကိုကပုံမြင်ပြန်မယ်ဆိုရင်ပုံမြင်နေများဖတ်ဟန်နေတိလာလိမ့်မယ်အဲ့လိုမျိုးပေါ့နော်လေးတွေဟန်လေးတွေအတုံးနှုံးလေးတွေသမီးထင်တာပေါ့နော်ဒီလိုမျိုးမြန်မာစာအုပ်ကိုအရင်ဖတ်တင်တယ်လို့တော့အခုဆရာပြောရှင်မှာသမီးစတွေးမိတာပေါ့နော်ဘာလို့ဆိုတော့ဒါတွေကမြန်မာစာအုပ်ကိုဖတ်မှာပဲလေးယူလေးသိန်းနော်ဆရာတွေအရင်ရှေးဟောင်းအဟောင်းဘယ်လိုခေါ်လဲဆရာအဲ့ဒါအရင်တုန်းကဆရာကြီးရေးနီးလေးတွေတည်သွားမှကိုကဒီအင်္ဂလိပ်စာကိုဖတ်ပြီးတော့ပြန်ရေးနိုင်မယ်လို့ထင်နေပေါ့နော်သမီးကအဲ့လိုမြင်ပါတယ်မှန်ပါတယ်အနည်းဆုံးသတင်းကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုမြန်မာလိုတက်တဲ့လူတိုင်းကိုသတင်းတစ်ပုဒ်ရေးခိုင်းလူတိုင်းမရေးနိုင်တော့ဘူးဥပမာ100မှာ90လောက်မရေးနိုင်တော့10ယောက်ကရေးရင်ရေးနိုင်လောက်မယ်ဘာလို့ဆိုတော့သူတို့ကစူးစူးဆန်းဆန်းနဲ့စစ်ဖတ်တတ်တဲ့လူတွေမဟုတ်လို့သူတို့ကသတင်းရေးခိုင်းရင်လည်းတပုတ်လောက်ကြည့်ပြီးသူအတူခိုးရေးနိုင်တယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒါပေမဲ့လူတိုင်းမရေးနိုင်ဘူးအဲ့ဒါဘာလဲဆိုတော့သူဟန်ကိုမလေ့လာထားလို့ဒါကဘာသာပြန်နဲ့မဆိုင်တော့ဘူးပေါ့နော်ဒါကကိုကလေ့လာစီပူရမယ်နောက်တစ်ပိုင်းဖြစ်သွားတာပေါ့ဟုတ်တယ်ဟုတ်ပါတယ်ဆရာဟုတ်တမီးတစ်ခုတော့ပေါ့နော်သိချင်တာကြတော့တကယ်လို့ကိုကဘာသာပြန်လေးလုပ်ချင်တယ်ဒါပေမဲ့ဘယ်အပိုင်းလေးကပို့ပြီးတော့ဒီလုပ်ငန်းခွင်ဝင်အဆင်ပြေနိုင်လဲဆိုတာလေးဒါသိချင်ချမယ်လို့ထင်တယ်ပေါ့နော်ဆရာအနေနဲ့ဆိုရင်ဘယ်အလုပ်လေးတွေကပို့ခေါ်လဲပေါ့နော်ဘာသာပြန်မှဘယ်အလုပ်လေးထားပါတော့ journalism ကခေါ်တာလားဒီအမှုပညာပိုင်းကခေါ်တာလားအဲ့လိုမျိုးဟာလေးရောဆရာသိလို့ရနိုင်မလားပေါ့နော်အလုံးဝင်ခြင်းတဲ့သူတွေရှိမှာပဲနော်ဟုတ်ကဲ့ပါအဲ့ဒါကြတော့အခုလုပ်ငန်းခွင်ဝင်ကျင်တယ်ပေါ့ဘာသာပြန်ကိုဝါသနာပါတီဖြစ်စေမပါတီဖြစ်စေဘာသာပြန်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ချင်တယ်ပေါ့ဆိုတော့အဲ့လူတွေအတွက်ကတော့အရင်ခေတ်ပေါ့နော်ဒီ2021မတိုင်ခင်ကဆိုလို့ရှိရင်တော့အလုပ်တွေအများကြီးရှိတယ်ဘာသာပြန်တယောက်အတွက်ဆိုရင်ဘာသာပြန်နဲ့ရက်တည်မဲ့လူတွေဆိုအများကြီးရှိတယ်နောက်ဆုံးဘယ်မှရှာလို့မရရင်ကျွန်တော်စီရအောင်ပေးလို့ရတယ်အဲ့လောက်ထိကိုများတာကျွန်တော်တယောက်တည်းစီကနေတော့အများကြီးခွဲပေးလို့ရတယ်ဒါပေမဲ့အခုကတော့ကျွန်တော်ကိုယ်တိုင်လည်းလက်မခံတော့တာကြာပြီဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ကတော့အများကြီးတော့မသိတော့ဘူးဒါပေမဲ့ရေပူရအပေါ်ရန်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်အရေးပိုင်းကိုသွားမှာလားအပျော်ပိုင်းကိုသွားမှာလားအဲ့နှစ်ချက်ထဲကတစ်ချက်ကိုရွေးပေါ့နော်ကဲအရေးပိုင်းသွားမယ်ဆိုလို့ရှိရင်လောဆယ်ကျွန်တော်တို့ TV channel ကအခုဆိုလို့ရှိရင်ဗာလဲ channel မြန်မာတစ်ခုတည်းမဟုတ်တော့ channel ပေါင်းများစွာတွေပေါ်လာပြီအဲ့မှာသူတို့ရဲ့ဘာသာပြန်နှုံးထားလည်းမတူပြီးတဲ့ဘာသာပြန်ကနှုံးထားမတူဟိုတပုံလုံးဘာသာပြန်မှ9000 1000ကနေ3သိန်းထိပေးရလဲရှင်းနိုင်တယ်ဟုတ်ပါဗျာနော်ဆိုတော့အနည်းဆုံးတော့ကိုယ့်ရဲ့ portfolio တိဆောက်ဖို့ကကြတော့ဆိုတော့ကျွန်တော်စီလာလျှောက်တယ်ထားကျွန်တော်ဘာသာပြန်ခေါ်ပြီးသားကျွန်တော်ဘယ်လိုလူရွေးမလဲအတွေ့အကြုံရှိပြီးသားလူကိုပထမဆုံးရွေးချင်ပါပဲဒါပေမဲ့အတွေ့အကြုံမရှိဘူးကွာသူဘာသာပြန်ထားတဲ့သူ့ရဲ့လက်ရစစ်နမူနာတစ်ပုဒ်သူစူးစမ်းအထောက်ထားတဲ့တစ်ပုဒ်ကိုတော့ကျွန်တော်ဖတ်ချင်ပါပဲဟုတ်ပါဆရာဥပမာဆောင်းပါတစ်ပုဒ်ဖြစ်စေဥပမာကျွန်တော်ကဆောင်းပါရေးဖို့ခေါ်တယ်ဆိုသူဆောင်းပါတစ်ပုဒ်တော့ဘာသာပြန်ထားရမယ်ဟုတ်ပါဆရာဒါမှမဟုတ်ကျွန်တော် TV channel အတွက်ဆိုရင်သူအနည်းဆုံးတော့ဟို One Piece manga လိုမျိုး One Piece animation လိုမျိုးဒီ15မိနစ်စာလောက်တစ်ပုဒ်တော့သူဘာသာပြန်ထားရမယ်ဒါကကျွန်တော်ကလက်တွေ့ပဲကြည့်မှာသိရမလားအဲ့လိုမျိုးဆိုတော့ကိုယ့်ဘက်ကလည်းလေးလာအားထုတ်ထားတယ်ဆိုတာမျိုးတစ်ခုချပြနိုင်ရမယ်ပေါ့နော်ဟုတ်ကဲ့ဒါ beginner အနေနဲ့ပေါ့ဟုတ်ပါဆရာ
ဒါတော့အရေးကြီးပါတယ်ဟုတ်ပါတယ် အဲ့တော့ဒီအလုပ်ငန်းခွင့်ဝင်မယ်ဆိုရင်တော့ခုနကဝင်ဖို့အလွယ်ဆုံးတော့ခုန channel တွေပေါ့အခု online ပေါ်မှာဖောက်နေတဲ့ channel တွေပေါ့အားရတော့အကောင်းဆုံးပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ NGO တွေကခေါ်တဲ့ဟာတွေပေါ့နော်အဲ့ဒါမျိုးတွေတော့ချိတ်ရပါမယ်နောက်ပြီးကြရင်ကျွန်တော်မှလည်းလုပ်ငန်းရှင်တချို့ခေါ်တာတွေရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့အလုပ်ခေါ်နေပေမဲ့ကျွန်တော်မှအတိအမှကျွန်တော်တိတဲ့အတိကိုပဲကျွန်တော်ချိတ်ပေးလိုက်ပါပဲလေဒီညီလေးတော့တော်တယ်ကောင်းတယ်အဲ့တော့ကိုဟိုဘာသာပြန်နေတယ်လုပ်နေတယ်ဆိုတာလည်းလူသိဖို့လိုတယ်အခါလေကြရင်ကျွန်တော်အတွေ့အကြုံရပြောရင်ကျွန်တော်ကဒီလိုမျိုးချိတ်တွေကကျွန်တော်ကဒီတိုင်းထိုင်နေလို့ရလာတာမဟုတ်ကျွန်တော်ဘာသာပြန်ကောင်းတယ်ဆိုပြီးတော့တယောက်တည်းဘလုံးကောင်းတဲ့လာတာနေရင်လည်းကိုယ့်ဘာကိုပဲသိမှာလေကိုယ်စာဖတ်ဖူးတဲ့လူပဲသိမှာလူတိုင်းမသိနိုင်ဘူးမသိနိုင်တော့ကျွန်တော်က page ဖွင့်ထားသလိုပဲတခုလောက်တော့ဖွင့်ထားစေချင်တယ်အခုနောက်ပိုင်း social media မှာလေတော်တော်လေး brand လာကြပြီဆိုတော့လူတွေပိုသိလာကြတာပေါ့နော်ကိုကဒီ brand တစ်ခုတိစောက်ထားဖို့တော့လိုမယ်လို့ထင်နေပါဟုတ်ပါတယ်ကျွန်တော်ကဒါကိုကြတော့ဒီ personal branding ကိုတိလို့လုပ်တာမဟုတ်ဘူးဒီတိုင်းပဲပေါ့နှမျောလို့လုံရင်းနေရနေပြီးတော့ဒါက personal branding တိစောက်ခြင်းတစ်ခုပါလားဆိုတာနောက်ပိုင်းမှာသိလာတာအဲ့ကနေပဲကျွန်တော်လူသိတာလေလူသိပြီးတော့ဒီဘာသာပြန်နေတောက်လျှောက်ကျွန်တော်စီလာအပ်ကြတာအဲ့လိုမျိုးပေါ့နော်ဟုတ်ပါရဲ့ဆရာအင်္ဂလိပ်စာတက်ကျွမ်းတာနဲ့ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာကရောဆရာတူညီရဲလို့ထင်လားပေါ့နော်ဘယ်လိုတွေများကွာခြားလေးပေါ့နော်ဆရာအဲ့တော့ခုနကဖြစ်တဲ့အထက်မှာတော့နည်းနည်းတော့ပါသွားပါတယ်ဒီဘာသာပြန်ခေါင်းတယောက်ဖြစ်ဖို့ဆိုတာကတော့မိခင်ဘာသာစကားကိုပိုင်နိုင်ဖို့လိုတယ်ကိုကတော့ English ကနေသို့မဟုတ်တခြားဘာသာစကားတစ်ခုကနေမြန်မာကိုပြန်မယ်ဆိုရင်ကိုမိခင်ဘာသာစကားကိုကျွမ်းကျင်ဖို့လိုတယ်ဥပမာအဖြစ်ဆရာကြီးမြတ်တန်းတင်လို့ပုံကူမျိုးပေါ့နော်ကိုကဘယ်စာပေကိုပြန်มาလဲဆိုတာရှိတယ်ကိုပြန်တဲ့စာပေရဲ့အပိုင်းကိုကကျွမ်းကျင်ပိုင်နိုင်ထားဖို့လိုတယ်အဲ့ဒါမှဘာသာပြန်တယောက်ရဲ့တာဝန်ကြီးမယ်ပေါ့နော်ဆိုတော့ဆရာကြီးမြတ်တန်းတင်ကစစ်နဲ့ငြိမ်းချမ်းရေးစာအုပ်ကိုဘာသာပြန်တယ်ဒါမြန်မာနိုင်ငံရဲ့စာပေလောကအတွက်တန်ဖိုးအကြီးဆုံးဘာသာပြန်တစ်ခုလို့ကျွန်တော်တော့ကိုပိုင်ယူဆတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီစာအုပ်ကြီးကသူ့ရဲ့မူရင်းစာအုပ်ကရှုပ်ထွေးပြီးတော့နာမည်ပေါင်းများစွာနဲ့ဇာတ်ကြောင်းပေါင်းများစွာနဲ့ရှုပ်ထွေးတဲ့အပြင်ကမှသူကရှေးခေတ်မူမတ်တွေထီနန်းနေနဲ့ပေါ့နော်မျိုးစားတွေနဲ့အဲ့လိုရှုပ်ထွေးတဲ့ရှေးခေတ်အတုံးနှုံးတွေအများကြီးပါတယ်အဲ့ဒါကမှမြန်မာနားနဲ့နီးအောင်တကယ်လေထီမှုနန်းဟန်တွေပအောင်သူကောင်းကောင်းကြီးပြန်နိုင်တယ်ပေါ့နော်အဲ့တော့သူကိုယ်တိုင်စူးစမ်းအထောက်ခဲ့တဲ့အတွက်နောက်ပိုင်းအဲ့လိုအလားတူစာအုပ်တွေဘာသာပြန်မယ်ဆိုရင်သူ့စီကအတူခိုးလိုက်ရနေပြီကျန်တဲ့ဘာသာပြန်တဲ့အတွက်လည်းအဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့ပြောချင်တာကခုနကပြောတဲ့ဟန်ပေါ့အဲ့ဒီဟန်လေးကိုသိမယ်ဆိုရင်တော့ဘာသာပြန်ကောင်းတယောက်ဖြစ်နိုင်ပါတယ်ဟုတ်โอเคဒုတိယချက်ပြောပြပါမယ်နော်ဒုတိယချက်ကကြတော့အင်္ဂလိပ်စာပေါ့လေအင်္ဂလိပ်စာကတော့အရေးမပေါအောင်မို့ပါတယ်ဒါပေမဲ့ကိုက A1 A2 level ရှိတယ်ဘာသာပြန်လုပ်လို့ရပြီလားရတယ် A1 A2 ဆိုတာ beginner level ဘာသာပြန်လုပ်လို့ရလားရတယ်ဘာသာပြန်ကကိုက native flow အင်္ဂလိပ်စာကိုတက်မှာဘာသာပြန်လုပ်လို့ရတာမဟုတ်ကိုယ့်ရဲ့ level A1 A2 ရှိလဲ A1 A2 level နဲ့ရေးထားတဲ့စာတွေကိုဘာသာပြန်လို့ရတယ်ဟုတ်ကဲ့ပါဒါပေမဲ့ကိုက level က A1 A2 ပဲရှိပြီးတော့ကိုက C1 C2 လောက်ရှိတဲ့မူရင်း original ဝတ္ထုတွေကိုသွားကင်မယ်ဆိုတော့ဒါမှားနေပြီဟုတ်ပါတယ်ဆရာဟုတ်အဲ့တော့အဲ့ဒါကကိုအင်္ဂလိပ်စာ level ကိုမြင့်ရမှာဖြစ်တယ်အဲ့တော့အမားတွေအများကြီးလုံနိုင်တယ်အဲ့တော့အင်္ဂလိပ်စာ level မြင့်ပါကို level ကိုကဘာတွေပြန်ကျင်တာလဲအဲ့စာအုပ်ကိုပြန်ကျင်အဲ့စာအုပ်ရေးထားတဲ့ level ရှိအောင်အင်္ဂလိပ်စာမြင့်ပါအနည်းဆုံးတော့ grammar မြင့်ရင်ရပါတယ်ဟုတ်ပါတယ်ဆရာပြောတာအရင်မှန်ပါတယ်ဟုတ်အဲ့တော့ကိုကဒီစာအုပ်ကိုမှပြန်ချင်နေဆိုရင်ကိုယ့်ရဲ့ level နဲ့ကိုက်မကိုက်တော့ရင်တိဖို့တော့လိုတယ်ပေါ့နော်ဒီ level ကိုထပ်မြင့်နေရဆိုရင်တော့ကိုကအင်္ဂလိပ်စာကိုပြန်ပြီးတော့လေ့ကျင့်ရမယ်လေ့ကျင့်ပြီးတော့မှကိုကလုံးဝကိုကျွမ်းဒီ level ကိုရောက်ပြီးငါစပြန်တော့မယ်ဆိုတော့မှအဲ့စာကိုစကင်တင်တယ်လို့ထင်နေပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာပြီးတော့အားလုံးထပ်ပြီးသိချင်တာပေါ့နော်ဆရာစိတ်ဝင်စားစရာကောင်းတဲ့ဟာဒါမှမဟုတ်အဲ့လိုမရဖြစ်စေတဲ့ပေါ့နော်ဆရာမှာဘာသာပြန်အမှားလေးတွေပါရှိခဲ့လားပေါ့နော်ဘူးသူတအနေနဲ့ဆရာသိချင်လို့ဟုတ်ရှိပါတယ်အမှားတွေကတော့အများကြီးပဲတချို့အမှားတွေကရှက်လို့မပြောဘူးပေါ့နော်စကားပြန်မှာလည်းမှားခဲ့တယ်ဘာသာပြန်မှာလည်းမှားခဲ့တယ်ပေါ့နော်ဥပမာဆိုပါတော့ဘိုက်ကဂိုင်းတစ်ဂိုင်းကလိုမျိုးပေါ့နော်ဒီရာဇဝတ်မှုတစ်ခုကျွလွန်ခဲ့တယ်ပဲဆိုပါတော့ဘိုက်ကကိုစပိန်စီကိုင်းလို့တွားပြန်မိခဲ့တာမျိုးပေါ့နော်ကိုလည်းလို့ဆရာသမီးလည်းလို့ထင်တာဆရာပြောဘိုက်ကဆို7C ရဲ့ဖွဲ့ပေါ့အဲ့လိုထင်တယ်တကယ်တမ်းတော့သိရမလားစာရီပါတွေဖတ်လိုက်ရင်ဒါဘိုက်ကဂိုင်းဆိုဟိုဆိုင်ကယ်ကြီးတွေနဲ့သိရမှာအဲ့လိုမျိုးတွေပေါ့နော် gangster တွေဆိုင်ကယ်စီးရဲ့ဖွဲ့အဲ့လိုမျိုးဟုတ်တယ်ဟိုပုံစံကြီးသိရမလား heavy တွေဆရာဟုတ်အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေရှိတယ်နောက်တစ်ခုကကြတော့အဲ့တော့ဟာတာပေါ့နော်ဟိုဒါ LGBT ကိုထိခိုက်တာမဟုတ်အဲ့မှာဘီယမာကြီးစုံတော့တဲ့ဘီယမာကြီးစုံတော့အဲ့ဒါကိုအမြောက်21ချက်ပြစ်ဖောက်ပြီးတော့ဂုံပြုတ်တယ်ဆိုတော့ကျွန်တော်အချောက်21ချက်အဲ့ဒါသတင်းစာထဲထိပါသွားတာဆရာအဲ့လိုဟို
ပေါ့နော်တခုခုကိုမကအဲ့လိုမှားသွားမျိုးဆိုရင်အဲ့လို warning ပေးတာတို့ပါအဲ့လိုပြစ်ဒဏ်တွေရောရှိလားဆရာအဲ့လိုအလုပ်တွေမှာရှိတယ်ကျွန်တော်အလုပ်ကတော့တော်တော်ရှိတယ်ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်အမှားအနည်းဆုံးတွေမှာပါတယ်ဗျကျွန်တော်ကလေဟိုဒါကတော့ကိုယ့်ရဲ့ပါရမီလို့ပြောလို့ရအောင်လားမသိဘူးပေါ့နော်ဟိုကြွားသလိုလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်တင်းစားတိုင်းမှာဟိုလေအေဒါတော်တော်များများကအစားလုံးအပေါက်ကြတွေကျန်တာတွေရှိမှားတတ်တယ်ကံကောင်းကျွန်တော်ကမမားဘူးပေါ့နော်အဲ့မှာဘယ်လိုခေါ်မလဲဒီအေဒါကျုပ်ကအရန်ကိုစူတတ်တဲ့ထဲမှာပါတယ်အေဒါကျုပ်ကအမှားတတိလေးတော့လက်မခံအရန်စူပြီးတော့ပြောတာတစ်ခါလေကျရင်စာရွက်တွေပါနေလွတ်ပြက်ကျွန်တော်ကံကောင်းစွာနဲ့မမားခဲ့တော့အဲ့လိုတစ်ခါနှစ်ခါလောက်မှားတဲ့ဟာသူတို့အတွက်အဆင်ပြေတယ်ပေါ့နော်ဟုတ်ပါရဲ့ဆရာသမီးလည်းကြုံမှုတယ်အဲ့လိုမျိုးသမီးလည်းမီဒီယာပိုင်းလာဆိုတော့လေအဲ့လိုကိုယ့်ရဲ့ဒီအထက်လူကြီးပေါ့editor တို့တခြားအဲ့လိုဆုံးဖြတ်ပြီးတဲ့လူ decision maker တွေပါရလေသူတို့ကနည်းနည်းလေးမမှားနေမှားပြီဆိုစူဖို့ပဲစားစူဖို့ပေါ့နော်အမှန်တော့သူတို့ကအရင်တိကျချင်တာပေါ့နော်အမှားရန်နေတယ်လို့ဆိုရင်တော့ခွတ်လို့ပေးတယ်ဒါခဏမှားရလေသူတို့အရှိမကြုံခဲ့လို့ထင်ပါတယ်အဲ့လိုကြတော့လေဝန်ထမ်းတွေကြတော့တညီတညာလေးအုပ်ချုပ်တာဆိုတော့စူတာတော့စူခံရတယ်ဆရာသမီးတို့လေပြီးတော့လေဆရာရဲ့ဗီဒီယိုတွေမှာဆိုရင်ဒီ grammar in use ဆိုတဲ့စာအုပ်နှစ်အုပ်ကိုအမြဲဆရာညွှန်ပေးထားတာတွေ့ရတယ်ပေါ့နော်အဲ့ဒီစာအုပ်တွေကတခြား grammar စာအုပ်တွေနဲ့ဆိုရင်ဘယ်လိုများပို့ပြီးထူးခြားရလို့ quest ထွက်နေရမျိုးရှိတယ်ပေါ့နော်ပြီးတော့ဒီလေ့လာတွေနဲ့ learner တွေအနေနဲ့ကိုယ့်ရဲ့ level အရဆိုရင်ရောဘယ်စာအုပ်လေးကိုအရင်ကလေ့လာသင်လဲအနီရောင်ဒီ essential စာအုပ်ကစမလားအပြာရောင် intermediate စာအုပ်ကနေစတင်လားဆိုတာလေးဆရာဆုံးဖြတ်ပြီးပါဟုတ်ကဲ့ဒီမိကွန်းအတွက်ဆိုရင်ဒါအရှိမကျွန်တော်အဖြေမှာလည်းပြောထားအရှိအဖြေမှာလည်းပါတယ်ပေါ့နော်။ဘာလဲဆိုတော့ဒီကို B1 ရှိနေတယ်ဆိုတော့A1 A2 ဖြစ်တဲ့စာအုပ်အနေအောင်ကနေမလုပ်တော့ဘဲနဲ့အပြားနဲ့ဆက်လုပ်မယ်လို့လုပ်ကြတဲ့လူတွေရှိတယ်။ကျွန်တော်တို့လည်းလာမပြောဘဲနဲ့ပေါ့နော်ကျွန်တော်လည်းမသိဘူးပေါ့။သူကသူတို့လုပ်နေကြတဲ့လူတွေရှိတယ်။အပြားနဲ့ဆက်လုပ်တဲ့လူတွေရှိတယ်။ဒါပေမဲ့အပြားလုပ်လိုက်ရင်ဘာဖြစ်လဲဆိုတော့ရှင်းမရောက်တော့ဘူး။အော်ဟုတ်ကဲ့ပါဆရာ။ဟိုအများစုကရှင်းမရောက်ဘူးပေါ့နော်။ဟိုထုံးစံတိုင်းပေါ့ဟိုကိုလုပ်တဲ့လူတွေမှာဇွဲရလဲလိုသေးတာဆိုတော့ခက်လဲခက်တော့ရှင်းမရောက်တော့ဘူးနှစ်ခုပေါင်းလိုက်တဲ့အချိန်မှာအဆောင်မပြီးနိုင်တော့ဘူးပေါ့နော်အဲ့တော့အရှိရောက်ဖို့ဆိုရင်ကျွန်တော်အဲ့အနီရောင်ပြန်ဖတ်စေချင်တယ်အနီရောင်ကြည်သွားရင်အဲ့အပြောင်ကဘာမှမခက်တော့ဟုတ်ဆရာဆိုတော့ဒါကတော့ဒီစာအုပ်နှစ်အုပ်အကြောင်းပြောတာပေါ့နော်ဘယ်ဟာအရင်လေ့လာမလဲဆိုတော့ခုနပြောခဲ့သလိုပဲအဖြေမှာပါတယ်လို့ပဲအနီရောင်ကလွယ်တယ်ဆိုပေမဲ့တိတိတဲ့အချက်လေးတွေပါတာဖြစ်တဲ့အတွက်ဟိုသူများလုံးဝအခြေခံမရှိတဲ့လူက2လခွဲ3လလောက်ကြာမယ်ဆိုရင်ကိုယ့်အတွက်ကတစ်ပတ်နဲ့ပြီးရင်ပြီးသွားနိုင်တယ်ဒါပေမဲ့ဘယ်လိုလဲဖြစ်ဖြစ်ဒီတအုပ်ကိုပြီးအောင်ဖတ်ရမယ်အနီအောင်ပြီးတော့မှအပြောင်းသွားအဲ့ဆိုပုံမြန်တယ်ပိုခရီးတွင်တယ်ပေါ့နော်ဟုတ်အရင်ဆုံးဒီ essential ကပဲစတင်တာပေါ့နော်အဲ့ဒါမှကိုရဲ့လိုအပ်ချက်တွေလေးပါကောင်းပါမှာပဲเนาะဆရာဒီစာအုပ်ကအကုန်ပြင်ပြီးသွားမှာပေါ့နော်အဲ့ဒီချိန်မှာကိုက intermediate စာအုပ်ဒီအနီရောင်သွားတာပို့ပြီးတော့အပြာရောင်သွားတာအော် sorry အပြာရောင်နော်အနီရောင်ကအရင်သွားရမှာနော်အနီရောင်ပြီးမှအပြာရောင်မကူတာပို့ပြီးတော့တင်တော့ပါတယ်နော်ဟုတ်ပါတယ်ကဲပါဒါကတော့ဟိုဒုတိယအဖြစ်တွေပြောတာပေါ့နော်ပထမမေကွန်းအနေနဲ့ဒီဘယ် grammar စာအုပ်တွေဖတ်တင်လဲပေါ့ဟို grammar စာအုပ်တွေအများကြီးရှိတဲ့ထဲမှာဘာဖြစ်လို့ဒီဟာကိုပဲညွှန်လဲဆိုရင်ကျွန်တော်ဒါကိုဖတ်ဖို့လို့ညွှန်တာပါအဲ့တော့ခြုံပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်ကအဲ့မတိုင်ခင်ကဖတ်ခဲ့တဲ့ grammar စာအုပ်ကိုကျွန်တော်အရှင်းမလည်းပြောခဲ့တယ်ဒါအဲ့တော့ကိုနဲ့ကိုက်တဲ့ grammar စာအုပ်တုပ်ကိုရှာတွေ့သွားတယ်မြန်မာလိုရေးထားတဲ့အထက်ရပဲပေါ့နော်ဆိုတော့ညော်လိုရှင်းပြတဲ့အထက်ရပဲ grammar တုပ်ကိုတွေ့ပါတယ်တဲ့အချိန်မှာအားလုံးကိုခြုံပြီးတော့တုပ်လုံးဖတ်လိုက်တဲ့အချိန်မှာအားလုံးခြုံပြီးတည်သွားတယ်တည်သွားတဲ့အချိန်မှာဘယ် grammar စာအုပ်ကိုပဲလေ့လာဒါကိုပဲရှင်းပြနေတာအဲ့တော့တင်ချာပု္ပ္ပစာကတော့ဒါပဲတွက်နီးမတူတာအဖြေကဒါပဲအခုအင်္ဂလိပ်စာလည်းဒီသဘောပဲဆရာတယောက်ကိုရှင်းပြတဲ့ပုံစံမတူတာအဲ့တော့တခြားသောစာအုပ်တွေ Michael Swans တို့တခြားပေါ့နော်ဒီ English grammar နဲ့ပတ်သက်လို့ထုတ်ထားတဲ့စာအုပ်တွေရှိတယ်တချို့ကလည်းမေးတယ်လိမ္မော်ရောင် basic grammar and use ကိုအတူတူပဲလားအဲ့ဒါကလည်းပဲအနီရောင်လောက်ထားပြီးသားဆိုရင်အဲ့ဒါလောက်ဆရာမလို့အဲ့ဒါလောက်ထားရင်လည်းအနီရောင်လောက်ဆရာမလို့အတူတူပဲပေါ့နော်ဆိုတော့သူက British နဲ့ American နဲ့ကွာသွားတာနော်တအုပ်ကကြတော့ British အတွက်ရည်ရွယ်ပြီးရေးတာတအုပ်ကAmerican နဲ့ရည်ရွယ်ပြီးရေးတာပေါ့နော်ဆိုတော့ဘယ်ဟာလိလာလားအဲ့နှစ်ခုကတော့အခြေခံအနေနဲ့အတူတူပဲအဲ့တော့ဂျာ grammar စာအုပ်တွေကိုဖတ်ထားပြီးတော့တကယ်လဲပိုင်နိုင်ထားတယ်ပေါ့နော်ဆိုလို့ရှိရင်လည်းပဲကို grammar သိမှုအတိုင်းအတာတစ်ခုရှိတယ်ဆိုလည်းပဲဒီစာအုပ်တွေကမလို့ပြပါရှင်ဒါကပထမဆုံးကိုကစလိလာခြင်းလေလိုအပ်တဲ့ဟာတော့ဘောနော်ရှင်ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာ
ဒီစာအုပ်တွေကပေါ့နော်ဆရာ self study အတွက်ပေါ့နာမည်ကြီးပေမဲ့အကြောင်းသားတော်များများကတဝက်နေရင်ဖတ်ပြီးတော့ရက်သွားတာမျိုးရှိရပေါ့နော်အဲ့ဒါကြောင့်စာအုပ်ကိုပြီးဆုံးအောင်ဘယ်လိုမျိုး study plan ဆွဲတင်လဲပေါ့နော်ဆရာ unit 1ကနေပြီးတော့ဒီအစီအစဉ်လိုက်ပဲသွားတင်လားဒါမှမဟုတ်ဟိုကြော်ဒီကြော်နေပဲဖတ်ပြီးတော့ပဲနောက်ကိုရောက်အောင်ဒါလေအဲ့လိုမြင်ပြီးအောင်ဖတ်တဲ့ပုံစံမျိုးတွေလေတမျိုးလေလုပ်ခဲ့ဦးတာဆိုတော့လေအဲ့ဒါဆိုဆရာအနေနဲ့ဘယ်လိုမျိုးလေးအကြံပေးခြင်းလေပေါ့နော်ဟုတ်ကဲ့ပါဟိုပထမဆုံးအနေနဲ့ပေါ့ဟိုကိုယ့်အကို study plan လေးဆွဲရတော့ပိုကောင်းတာပေါ့နော်စာအုပ်ကမာတိကာကိုကြည့်ပေါ့နော်မာတိကာမှာဟိုကြည့်လိုက်တာနဲ့တင်ဒီခန်းတွေကိုရမယ်မရဘူးဆိုတာတချို့ခန်းတွေကတည်ပြီးသားဖြစ်နိုင်တယ်။ကျောင်းသားတွေရဲ့ပထမဆုံးဆောက်လုပ်တဲ့အမှားလို့ပြောရမှာပေါ့။အဲ့ဒါကတော့မာတိကာနေမကြည့်ဘဲနဲ့ unit 1ဆိုပြီးတော့တန်းပြီးတော့လှန်ပြီးလုပ်တာပေါ့နော်။ဟိုပြီးရင်ကိုယ့်အကိုလေ့လာမဲ့လူတွေလမ်းညွှန်ချက်တွေလည်းရှိတယ်။အဲ့ဒါတွေလည်းအရင်ဖတ်မှာပေါ့။သူကအင်္ဂလိပ်လိုအရှိကြီးတွေရေးထားတော့မဖတ်ကြတာလည်းပါတယ်။ဆိုတော့အဲ့ဒါလေးတွေကတော့ဖတ်တင်တယ်။မဖတ်ရင်တောင်မှဒီမာတိကာမှာခေါင်းစဉ်လေးတွေပါတယ်။ဘေးunit 1ကဘာ unit 2ကဘာဆိုပြီးတော့လေ unit 119အထိထင်တယ်နော် appendix တွေနောက်ဆက်တွဲလည်းပါတယ်အဲ့ဒါလေးတွေအရင်ဖတ်ကြည့်စီခြင်းတယ်အဲ့တော့ဖတ်ပြီးတော့မှကိုကဒီစာအုပ်ကိုဘယ်နှလားဖြတ်မှာလဲဆိုတာစိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်ဒါကုပေါ်မူတည်တယ်ဒီလိုတခုခုတော့နော် plan ချမှာတော့ရမယ်နော်မဟုတ်ရင်စာလုပ်တာလေအချိန်ကဆွဲွာတက်တည်တာကြည့်သွားတယ်စာတိုးတက်မလားအင်္ဂလိပ်အဲ့လိုဖြစ်နေတာနော်ဆရာဟုတ်ပါတယ်အဲ့တော့ plan ချလိုက်မယ်ကိုက2လနဲ့ဖြတ်မှာလားဖြတ်မယ်ဆိုရင်ကိုမညာဘူးလို့တယ်2လဆိုလို့ရှိရင်တရက်ကိုဘယ်နှခန်းလဲဆိုတာရှိတယ်နော်ဟုတ်ကဲ့ဆရာဆိုတော့2လဆိုရင်ရက်60ဟိုမှာအခန်း120ရှိရတာ130ခွန်နော်နောက် plus နဲ့120ရှိရတာတရက်ကို2ခန်းလုပ်မယ်ဆိုရင်ရက်60ပြင်120အဲ့လိုမျိုးသွားမလားဒါမှမဟုတ်တရက်ကို5ခန်းလုပ်မလားဒါပေမဲ့တကယ်လုံးမရမှာနော်ဟိုအဋိဌာန်ဝင်တယ်လို့မျိုးပေါ့နော်ဒီနေ့ပရိစိတ်ဟာအိပ်ပျော်တော့မယ်မရောက်ပြန်စိတ်မယ်အဲ့လိုမျိုးပဲအင်္ဂလိပ်စာအဲ့လိုလုပ်အောင်အင်္ဂလိပ်စာအဋိဌာန်ပေါ့နော်အင်္ဂလိပ်စာအဋိဌာန်ဝင်ရအဲ့မျိုးဆိုတော့ရတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုမျိုးပေါ့နော်တမျိုးစာတွေကိုဖတ်လိုက်တယ်ပေါ့နော်မမေ့ဝအောင်ဆိုရင်ရောဆရာဘယ်လိုမျိုးဟိုလုံးတင်လဲပေါ့နော်အဲ့ဒါလေးပါဆရာအကြံပေးပါဦးဒီစာသားတင်လိုက်တယ်တင်ကြားမှုနဲ့တွဲဖက်ပြီးတော့လေ့လာမယ်ဆိုရင်ပို့ပြီးတော့ထိရောက်လာပေါ့နော်စာလေးတင်မယ်ကိုကလည်းအဲ့ဒါပြန်ဖတ်နေမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဆရာဘယ်လိုမျိုးကြံပေးခြင်းလဲပေါ့ဟုတ်ကဲ့အရှိကကျွန်တော်အဖြေထဲမှာရှိဝေးပြောသွားတယ်ကျွန်တော်အတွေ့အကြုံတွေထဲမှာပြောခဲ့တဲ့ဟာပေါ့နော်အမှဘာလဲဆိုရင်ကိုကကျွန်တော်ကအင်္ဂလိပ်စာကိုလေ့လာတာက grammar သိချင်လို့လေ့လာတာမဟုတ်စာဖတ်ချင်လို့နောက်ဖတ်လာရင်လည်းတချို့ဟာတွေကိုဘာသာပြန်လို့ရလာတယ်ဆိုတာသိတော့ဘာသာပြန်လာတယ်ပေါ့နော်ဘာသာပြန်လာတဲ့အခါမှာခက်ခဲလေးတွေတွေ့လာတယ်အဲ့ချိန်မှာကျွန်တော်အင်္ဂလိပ်စာကိုပြန်မြင့်ဖို့အတွက်ပြန်ဖတ်တယ်ကိုလိုနေတဲ့အပိုင်းတွေပြန်ဖတ်တယ်ဆိုတော့ကျွန်တော်ကတော့အဲ့လိုပုံစံနဲ့သွားတာဖြစ်တဲ့အတွက်အဓိကက grammar တက်ချင်လို့လေ့လာတာမဟုတ်ဘူးစာဖတ်တက်ချင်လို့ဆိုတော့လက်တွေ့လုပ်ချင်လို့ပေါ့နော်ဆိုတော့အဓိကကတော့လက်တွေ့နဲ့တွဲလို့ရင်မမေ့ဘူးနှုတ်ထုတ်တာတစ်ပိုင်းပေါ့နော်နှုတ်ထုတ်တဲ့အခါမှာလည်းနီးစနစ်ရှိတယ်ကျွန်တော်တို့မှာ highlight တားပြီးတော့ရေးထားတဲ့စာလေးကို highlight တာဖြစ်စေသို့မဟုတ်မှင်အရောင်မတူတာလေးနဲ့အနည်းဆုံး2ရောင်3ရောင်ပေါ့နော်အဲ့ဒါမျိုးလေးနဲ့နှုတ်ထုတ်တာလည်းကိုစာပြန်ကြည့်တဲ့အခါမှာအထောက်အကူဖြစ်စေတယ်မပြင်းတော့တာဒါမှမဟုတ်မြန်မှတ်မိစေတာပေါ့နော်နှုတ်ပြန်ကြည့်တဲ့ချိန်မှာအချိန်မကုန်စေတာဖြစ်တယ်ဒါတော့ရိုးရိုးလေးနဲ့နှုတ်မှတ်တဲ့ကိစ္စပေါ့ဒါပေမဲ့ခုနပြောသလိုစာတွေများဖတ်ရမယ်ကိုအင်္ဂလိပ်စာရေးရတဲ့လေ့လာတဲ့ရည်ချက်ရှိတယ်ဘာဘယ်နေမှာသုံးချင်တာလဲဆိုတာရှိတယ်စကားပြောမှာသုံးချင်တာလားအဲ့ဒါဆိုများပြောရမှာစာဖတ်ချင်တာလားအဲ့ဒါဆိုများဖတ်ရမှာနောက်ထပ်တတိယအချက်အနေနဲ့အလွယ်ဆုံးရှိတယ်ကိုလေ့လာထားတော့သူများကိုပြန်မျှဝေအဲ့ဒါဆိုဘယ်တော့မှမမေ့တော့ဟုတ်ကဲ့ပါဆရာအရင်ကောင်းမှာဟုတ်ပါရဲ့ဆရာသမီးကိုလည်းတစ်ခါလေးကြာရင်စားလုံးနေရဘာကြောင့်လဲဆိုတော့မိမိသွားတယ်ပေါ့နော်ပြန်ပြီးတော့ remind လုပ်အောင်ရမယ်အော်အင်္ဂလိပ်ကပြောချင်တာပါအဲ့လိုမျိုးပြန်တွေးမှာပဲလုပ်ဖြစ်တော့ဟုတ်တယ်ဆရာသမီးကိုလည်းတစ်ခါကြာမိမိပါဒါဆရာရဲ့အကြံလေးကိုပြန်ပြီးတော့အခုကြားလိုက်တဲ့အချိန်မှာစာပြန်လုပ်အောင်ပါပေါ့နော်စာကတော့ဘယ်ချိန်မဆိုတော့ဆရာအသက်ကြီးသွားတော့မရှိပါဘူးဆရာနော်သမီးကိုလေ့လာနေရတော့မယ်အခုချိန်ကြီးဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာထပ်ပြီးတော့သိချင်တာဆရာဒီ grammar စာအုပ်နှုတ်ပေါ့နော်ဒီ grammar စာအုပ်နှုတ်ကိုဖတ်ပြီးသွားပြီဆိုရင်ရောနောက်ထပ်အဆင့်တက်ဖို့စာအုပ်ဘယ်လိုစာအုပ်တွေဖတ်တင်သေးလေးပေါ့နော်ဟုတ်ကဲ့အဲ့အဖြစ်အတွက်ကိုလည်းကျွန်တော်ကလေ့လာမဲ့လူကိုလေ့လာမဲ့လူပေါ်မူတည်ပြီးတော့ပြောချင်ပါတယ်အင်္ဂလိပ်စာကရေဘူးရခွဲလိုက်ရင်2ပိုင်းရှိတယ်တစ်ပိုင်းကအင်္ဂလိပ်စာနဲ့ပဲ academically ပေါ့နော်အင်္ဂလိပ်စာကို literature ဘိုင်းအထိသွားမဲ့လူလားအင်္ဂလိပ်စာကိုလုပ်ငန်းခွင်မှာအသုံးချမဲ့လူလားကိုအရင်သုံးသပ်ပါအဲ့တော့အင်္ဂလိပ်စာဒီဘာသာစကားတစ်ခုဖြစ်တဲ့အတွက်ကိုမသိတဲ့ဝေါဟာရတွေကိုမသိတဲ့အပိုင်းတွေအများကြီးကြုံနေပါတယ်ဒါပေမဲ့ကိုသွားမဲ့အပိုင်းကိုသိထားရင်အဲ့ဒါတွေကိုကြောက်စရာမလိုဘူးအဲ့ဒါတွေအတွက်စိတ်ညစ်စရာမလိုဘူးအဲ့တော့ကိုကလုပ်ငန်းခွင်အသုံးချဖို့အတွက်ပဲဆိုရင်ကိုရမယ့်နေရာရှိပါတယ်အဲ့အထိပဲဖြတ်ပြီးလေ့လာလို့ရပါတယ်ဆိုတော့ခုနကပြောတဲ့မိကုန်းအရာဆိုလို့ရှိရင်ဒီစာအုပ်နှုတ်ပြီးထပ်လုပ်ရမလားဆိုလုပ်ဖို့မလိုဘူးကိုကလုပ်ငန်းခွင်သွားမယ်ဆိုလုပ်ဖို့မလိုဘူးဆရာလုပ်ရင်တော့မှအဲ့ဒါတွေကအဲ့လောက်ကြီးဘယ်လိုခေါ်မလဲကိုကဆရာအနေနဲ့ပြန်တင်မယ်ဆိုရင်တောင်မှပေါ့နော်အဲ့ဒါလေးပြန်ကြည့်ပြီးတော့
grammar တိမှုလေးကိုပြန်ထည့်ဖို့အတွက်လောက်ပဲပေါ့နော်လိုအပ်လိမ့်မယ်ဒါရိုးရိုး level ထိကိုပြောတာနောက်မှကိုကဒီထက်မြင့်တဲ့ level တွေဆရာအောင်မှဆရာပြန် training ပေးမဲ့ level တွေဆိုရင်တော့လူကောင်းလူလာမယ်ဟုတ်ကဲ့ဆရာဒါဆိုအရင်ဒီစာအုပ်နှုတ်ဖက်နေကိုတော်တော် perfect ဖြစ်နေပြီပေါ့နော်ဆရာထပ်ပြီးအောင်ပါပဲအများကြီးထပ်လေးလည်ဆရာမလို့ဒီစာအုပ်နှုတ်နေတော်တော်အဆင်ပြေနေပေါ့နော်ဒီစာအုပ်နှုတ်ဆို more than enough ပဲပုံမှန်လူတွေကဟုတ်ကဲ့ပါဆရာဘာလို့လဲကျွန်တော်ပြပြမယ်အင်္ဂလိပ်စာမှာအခက်ခဲဆုံးကနှစ်ခုရှိတယ်ကျွန်တော်တို့စာတစ်ခုဖတ်လိုက်အဲ့ဒီစာမှာဝါဟာရမသိလို့အပြီးတန်လှန်ကြည့်လိုက်တယ်နားလည်သွားတယ်ဆိုရင်ကိုယ့်ရဲ့အင်္ဂလိပ်စာအားနည်းတာမဟုတ်ဘူးအဲ့ဒါ vocab မရတာ vocab မရတဲ့အတွက် dictionary လှန်ပြီးတော့ဘာသာပြန်ရတယ်အဲ့ဒါတစ်ပိုင်းနောက်တစ်ပိုင်းကကြတော့ dictionary လှန်ကြည့်လိုက်တယ်အဲ့စာကြောင်းတစ်ကြောင်းလုံးမှာပါသမျှစာလုံးတစ်လုံးမကြံကို dictionary လှန်ကြည့်လိုက်တယ်အကုန်လုံးလည်းအဓိပ္ပာယ်သိသွားပြီဘာသာမပြန်တတ်ဘူးအဲ့ဒါကကိုယ့်ရဲ့အင်္ဂလိပ်စာ level မြင်ရမှာတဲ့ပါဗျာအဲ့တော့အဲ့ဒါကများသောအားဖြင့်ဘယ်လိုစာကြောင်းမျိုးတွေတွေ့တတ်လဲဆိုရင်ပထမ complex sentence တွေတွေ့တတ်တယ် who တို့ that တို့နဲ့အရှိရေးထားတချို့စာကြောင်းတွေဆိုရင်တချို့စာရေးဆရာတွေကရေးဟန်မတူတဲ့အချိန်မှာ lesson တွေပြပြီးတော့သူတို့ရေးဟန်အရောက်ပဲပြတော့အရှိရေးတတ်တဲ့ဟာတွေဆိုရင်စာကြောင်း၄ကြောင်းလောက်ပြီးတော့မှ full stop တစ်ကြောင်းဆုံးတာရှိတယ်ဟုတ်ဗျာအဲ့တော့အဲ့စာကြောင်းတွေကိုမဖတ်တတ်တာလားအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ clause နဲ့ပတ်သက်လို့လေ့လာရမှာအဲ့တော့အပြာရောင်ရဲ့နောက်ဆုံးနားလေးမှာ unit 68မှာမှတ်ရအဲ့လောက်မှာစပြီးတော့လေ့လာလို့ရတယ်စာအုပ်အနီရောင်မှာကတော့နည်းနည်းပဲပြထားတာနှစ်ခန်းလောက်ပဲပြထားတာ clause ကိုအဲ့တော့ clause ကိုပိုင်နိုင်သွားပြီဆိုရင်အင်္ဂလိပ်စာဖတ်တတ်သွားပြီပြီးပြီဒါပေမဲ့ခုနပြောသလိုတချို့ကညင်းချက်ထုတ်ချင်တယ်လေ grammar ပဲသိရင်ရပြီလားဆက်မလုပ်ရတော့လား grammar သိရင်ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ခုနစာဖတ်ချင်တယ်လို့ဆိုစာဖတ်ဖို့အတွက်အများကြီးထောက်ကူဖြစ်သွားတယ်စကားပြောချင်တယ်လို့ဆိုလည်းအများကြီးခုတွေတက်တွေနဲ့ပြောနိုင်သွားတယ်ဒါပေမဲ့နေ့စဉ်ဘဝမှာခုတွေတက်တွေမပြောနိုင်ထားတော့သူများတွေကပြောလာခဲ့ရင်ကိုနားလည်နိုင်တယ်ကဲလို့ကို IELTS ဖြစ်မယ်ဆိုလို့ရှိရင် IELTS မှာအဲ့လို complex တွေ compound တွေများများပြောနိုင်မှသူက level တစ်ဆင့်သူတို့အမှတ်ပေးပါလေအဲ့အမှတ်ကိုရနိုင်တယ်အနည်းဆုံးတော့ 6.5 လောက်ရဖို့ဆိုရင်အဲ့ဒီခုတွေတက်တွေနဲ့ထည့်ပြောတတ်ဖို့လိုတယ်ချိတ်ဆက်ပြီးတော့ပေါ့နော်တခြားချိတ်ဆက်တဲ့ဟာတွေတော့တစ်ပိုင်းပေါ့ဖြေဖို့အတွက်ပါမယ့်ဟာတွေတစ်ပိုင်းဒါပေမဲ့ခုနကလို sentence structure တွေမှာလည်းပဲအဲ့ဒါလေးထည့်ရေးမှရေးတယ်ဆိုလည်းရေးမှထည့်ရေးမှပြောတယ်ဆိုလည်းထည့်ပြောမှအဲ့ဒါကသူ့ရဲ့သတ်မှတ်တဲ့အမှတ်ကိုရမှာပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါပြီးတော့လေဆရာဒီ vocab ပေါ့နော်ဝေါ်ဟာရကျွယ်ဝအောင်ဆရာအနေနဲ့ဘယ်လိုမျိုးလေ့လာမှတ်သားခဲ့လဲဆိုတာလေးဒီ learner တွေအတွက်မျှဝေပေးပါအောင်နော်ဆရာဟုတ်ကဲ့အဲ့ vocab ကိစ္စတော့နည်းနည်းကျွန်တော်တို့ tricky ဖြစ်ပါတယ်ပြောရတာလေဆရာမျိုးစုံကတော့အကြံမျိုးစုံပေးကြမှာပေါ့နော်အဲ့တော့ကိုနဲ့ကြိုက်တဲ့အကြံလေးယူပါအဲ့တော့ကျွန်တော်ကလည်းအခုဆရာများစွာသောတကယ်မလားအကြံပေးတဲ့လူတွေကအခုတယောက်ဖြစ်လာပြီပေါ့နော်ဖြစ်လာတဲ့အချိန်မှာလည်းပဲကျွန်တော်ပေးတဲ့အကြံကကောင်းနေဆိုရင်ယူပါကိုအတွက်အသုံးဝင်ဆိုလို့ရှိရင်လည်းပဲဘယ်သူမှမဆိုးပါဗျာနော်ကြိုက်တဲ့ဟာနဲ့ယူလို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ကကျွန်တော်အတွေ့အကြုံရပြောမယ်ဆိုရင်ကျွန်တော် vocab ကိုတကူကမစုပါဘူးကျွန်တော်ကဟိုစာရီအများကြီးဖတ်တယ်ပြီးရင်ဘာသာပြန်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ဝေါ်ဟာကကြွယ်ဝမသိကြွယ်ဝလာတာဖြစ်တယ်အဲ့တော့များများဖတ်တယ်များများအသုံးချတယ်ပေါ့နော်ဟိုကဝေါ်ဟာစုတယ်ဆိုတာ input လို့ခေါ်ပါတယ်ကျွန်တော်တို့ဒီမှတ်လိုက်တာပေါ့နော်ဒါပေမဲ့ပြန်သုံးချတဲ့ output မရှိလို့ရှိရင်ကျွန်တော်တို့မှတ်မမိပါဘူးဆိုတော့ဝေါ်ဟာဘယ်လောက်သိဖို့လို့လဲဆိုရင် level တစ်ခုမှာတော့ကို level တစ်ခုရောက်ရင်ကိုသိတဲ့အခြေခံဝေါ်ဟာတွေတော့ရှိပါတယ်အဲ့ဒါလေးကတော့သိတဲ့ဒါပေမဲ့တချို့တော့အစ်တွေကတော့အသုံးမချရင်မမိနိုင်တာဖြစ်တဲ့အတွက်အသုံးချမဲ့ပုံဝင်ကျလည်းမရှိဘူးဆိုရင်ဒါမိတတ်တာသဘာဝဖြစ်တဲ့အတွက်စိတ်တော့မညစ်ပါနဲ့ခုနကျွန်တော်ပြောခဲ့သလိုအဖိဓာလှန်ကြည့်လို့နားလဲတယ်ဆိုရင်ဒါကိုအင်္ဂလိပ်စာ level ကိုညံ့နေတာမဟုတ်ပါဘူးကိုက native မဟုတ်တဲ့အတွက်မသိတာပါအဲ့တော့တခုartist ရာလေးပြောချင်တာကတော့ native တွေတောင်မှသူတို့ English လို့ရေးထားတဲ့ဝတ္ထုတွေဖတ်ရင် dictionary လှန်ကြည့်ရပါတယ်တချို့ဝါဟာရတွေသူတို့မသိလို့လှန်ကြည့်ရပါတယ်နောက်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့စကားပြောနေရင်တချို့တော့အသည့်တွေပေါ့နော်သူတို့အင်္ဂလိပ်စာတွေကောင်းပါတယ်ဒါပေမဲ့သူတို့မေ့နေတဲ့ဝါဟာရရှိလို့ရှိရင်ခဏလေးစောင့်ပါဆိုပြီးတော့အဘိဓာန်ကိုသူတို့လှန်ကြည့်ပြီးတော့ပြောပါတယ်တခါလေသူတို့အတန်မထွက်တတ်လို့ရှိရင်အဲ့ဒီအဘိဓာန်လေးကိုထောင်ပြီးတော့ပြပါတယ်ဆိုတော့ဒါဒီချက်စရာမဟုတ်ပါဘူးအဲ့ဒီပြောချင်ပါတယ်ဟုတ်တယ်ဆရာဒါမျိုးဒီအင်္ဂလိပ်စာလုံးနေတဲ့သူတွေလည်းမဟုတ်ပါဘူးတခြား language နဲ့ပတ်သက်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်စကားပြောလေးလာတော့လေးလာနေရပဲဒါပေမဲ့အဲ့လိုပြောဖို့တွေပြန်ပြီးတော့အသုံးချဖို့တွေဆိုရင်တကယ်ကြောက်နေရရှက်နေရရှိရပေါ့နော်အဲ့ဒါဟုတ်တယ်အဓိက main ပြဿနာဖြစ်နေတာ main problem ကတော့အဲ့ဒါဖြစ်နေတာရှက်နေတာနေအတန်ထွက်မှာလားပြောလိုက်လူကြားထဲမှာပြောလိုက်ရင်လို့စခံမလားဆိုတဲ့အတွေ့ရှိရပါတော့ဆရာအဲ့ဒီတွေ့အဓိကဖြောက်အောင်ပါပေါ့နော်ဆရာဟုတ်ပါတယ်ဆရာအနေနဲ့ပေါ့နော်လက်ရှိအချိန်မှာဆိုရင်တော့ဒီအင်္ဂလိပ်စာကိုဘယ်လိုနည်းလမ်းနေနဲ့ဆက်ပြီးတော့လေ့လာနေသေးလဲဆိုတာလေးလည်းပြောပြပေးပါအောင်ဆရာဟုတ်ကဲ့ပါကျွန်တော်ကအင်္ဂလိပ်စာကိုလုပ်ငန်းခွင်အသုံးချဖို့အတွက်လေ့လာခဲ့တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်က level တစ်ခုမှာကျွန်တော်ရက်နေလိုက်တယ်ပေါ့နော်ရက်နေတယ်ဆိုတာကျွန်တော် summary လာဖြူဆိုတာကလို့အကြောင်းပြချက်ခံလို့တဲ့အကြောင်းပြချက်တွေရှိတယ်
ဆက်လုပ်စရာမလိုသေးလို့လည်းမလိုတာရှိတယ်အဲ့တော့နောက်ဆုံးဆောင်ရွက်သွားဖြစ်လိုက်တဲ့အချိန်မှာတချို့သော level တွေက C2 မှာရှိတယ်တချို့သော level က C1 မှာရှိတယ်ဆိုတော့ဒါ IELTS result အရာပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဆိုတော့ကျွန်တော်ကဆရာပြန်လုပ်ဖို့အတွက်ကိုဒီနှစ်ကနေစပြီးတော့တင်တဲ့အစ်ဒီ January 4ရက်မှာစဖွင့်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ဆရာလုပ်တာဖြစ်တဲ့အတွက်ကိုယ်တိုင် C2 strong ရှိဖို့လိုတယ်လို့ခံယူပါတယ်အဲ့အတွက်ကျွန်တော်ကတော့အင်္ဂလိပ်စာကိုပြန်ပြီးတော့ကိုယ်တိုင်စလုပ်နေတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါအဲ့တော့ဘယ်လိုလုပ်လဲဆိုရင်လောဆယ်တော့ကျွန်တော်YouTube ကနေပြီးတော့ Keith ဆိုတဲ့အင်္ဂလိပ်စာဆရာတယောက်ပြောတဲ့ tips လေးတွေလိုက်ကြည့်တယ်ပြီးရင် sharing method တွေနဲ့ကျွန်တော်လိုက်ပြောရဲပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကIELTS မှာကျွန်တော်စကားပြောကို7ပဲရထားပါတယ်ဒါပေမဲ့7ဆိုတာ C1 ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်ကအဲ့ဒါကိုဒီထက်ကိုယ့်ရဲ့ speaking level ကိုထပ်မြင့်ဖို့အတွက်စူးစမ်းနေတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်က speaking ကို seriously လုံးဝမလေ့လာခဲ့တဲ့လူတွေမှာပါတယ်လုံးဝစကားပြောကိုတီးတိုင်လုံးဝမလေ့လာအောင်ဘာလို့လူလည်းမလို့အပ်ဘူးပေါ့နော်ကျွန်တော်အမြဲတမ်းအရေးပဲလုပ်နေရလို့ဆိုတော့ဒါပေမဲ့အခုကဆရာအနေနဲ့သူများကိုပြန်ပြီးတော့တင်ကြားမှာဖြစ်တဲ့အတွက်ကျောင်းသားတွေလည်းခွန်အားရအောင်အခုဆရာကြည့်ပြီးတော့ခွန်အားရအောင်ကျွန်တော်ကတော့ထပ်ပြီးတော့8အနည်းဆုံး8လောက်ရဖို့အတွက်ကျွန်တော်ကြိုးစားနေတယ်ရမယ်လို့လည်းယုံကြည်တယ်ဘာလို့ဆိုတော့ကျွန်တော်မ train ပဲနဲ့တော့ဖြည့်ရတော့မှ7ရတယ်ဆိုတော့เนาะtrain လိုက်ရင်အများကြီးရမယ်ဆိုအဲ့အတွက်လည်းလုပ်နေတယ်ပေါ့ဆရာအရင်လေ့ကျင့်တာလေးလာဆိုဆရာကိုတမီးပါအားကြပါဆရာဆရာလိုလေးလာနိုင်အောင်လေစူးစမ်းရမယ်ကျွန်တော်လည်းပြင်းပါတယ်ဟုတ်ကဲ့ဆရာပြီးတော့လေဆရာဒီလုပ်ငန်းခွင်သုံးအင်္ဂလိပ်စာနဲ့အပြင်မှာပြောတဲ့အင်္ဂလိပ်စာရောဘယ်လိုတွေကွာလဲပေါ့နော်ဆရာအဲ့ဒါကတော့ဘယ်လိုပြောရမလဲကျွန်တော်တို့အပြင်မှာပြောရဲဆိုတော့ကကျွန်တော်တို့ general conversation ကိုပြောတာဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့လုပ်ငန်းခွင်မှာကျတော့ဘယ်လုပ်ငန်းခွင်လဲဆိုတော့မူတည်တယ်ဥပမာကျွန်တော်တို့က chemistry နဲ့ပတ်သက်တဲ့လုပ်ငန်းခွင်လား engineering နဲ့ပတ်သက်တဲ့လုပ်ငန်းခွင်လားသို့မဟုတ်ရင် jewelry နဲ့ပတ်သက်တဲ့လုပ်ငန်းခွင်လားရှိတယ်အဲ့တော့ကျွန်တော်တို့အပြင်လူတွေgeneral ဒီ English ကိုပြောတတ်တဲ့လူတွေကဒီမှာပြောတဲ့ terms တွေဝါဟာရတွေပေါ့နော်ကျွန်တော်တို့သိမှာမဟုတ်ဘူးအဲ့တော့အဲ့လုပ်ငန်းခွင်မှာဝင်ခြင်းရင်တော့အဲ့ဝါဟာရတွေကိုလေ့လာဖို့လိုတယ်အဲ့ဒါပါပဲဟုတ်ကဲ့ပါနော်အဓိကကိုကဘယ်လုပ်ငန်းဝင်ချင်တာလဲဆိုတော့အရင်သိမှတော့ဖြစ်မယ်ပေါ့နော်အဲ့ဒါမှပဲခွင်နေဆိုင်တဲ့ဒီဝါဟာရတွေကိုလေ့လာပြီးတော့မှဆက်သွားမှာပဲပို့ပြီးတော့ confidence ရှိလာမယ်လို့ထင်တယ်နော်ဆရာမှန်ပါတယ်ဟုတ်ဘယ်ဟာကိုကလေးလာနေပေမဲ့တကယ်ကိုဝင်တဲ့အလုပ်မှာကြတော့ကိုပြောမယ့်ဟာနေမကြိုက်ဘူးဆိုလဲဒါကြီးကအသုံးမဝင်ဘူးเนาะဆရာဟုတ်ပါတယ်အဓိကတော့အဲ့ဝါဟာရများများသိရင် this that နဲ့တွားလို့ရတဲ့ကိစ္စတွေအများကြီးရှိတယ်ပေါ့နော်ဘာလို့လုပ်ငန်းခွင်စာကိုစောင့်ပွဲစစ်တဲ့နေရာမဟုတ်ဘူးကိုနဲ့အောင်အဆင်ပြေ communicate လုပ်ချင်တာဖြစ်တဲ့အတွက်ဒါကိုဘာသာစကားတစ်ခုအနေနဲ့အသုံးချပြီးတော့မှန်ကန်တဲ့ဝါဟာရနဲ့ပြောမှာပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အရေးကြီးဆုံးပဲပေါ့အဆင်ပြေဆုံးဖြစ်မှာပါโอเคပါဆရာgrammar ကလေစကားပြောပေါ့နော်ဒီ speaking နဲ့စာရေး writing ပေါ့နော်ဘယ်ပိုင်းအတွက်ဆိုရင်ဆရာပို့ပြီးတော့အထောက်အကူဖြစ်မယ်လို့ထင်တယ် grammar လေ့လာနေတဲ့သူတွေအတွက်ပေါ့ဟုတ်ကဲ့အခုကျွန်တော်တွားနေတဲ့ grammar ကကြတော့တခြားသောပေါ့နော်ဆရာတွေပြောနေတဲ့ grammar နဲ့တော့တူချင်မှတူမယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကင်နေတဲ့စာအုပ်အရာဆိုလို့ရှိရင်အကြောင်းသားတွေကိုလည်းကျွန်တော်အဲ့ဒါလေးကိုပဲထည့်ပေးတာဆိုတော့ဒါက grammar စာအုပ်လို့ရေးထားပေမဲ့ခုနအရှိမပြောခဲ့သလိုပေါ့နော်ပြောထုံရေးထုံလေးတွေနေ့စဉ်ဘဝမှာပြောတတ်တဲ့ပြောထုံရေးထုံလေးတွေ grammar စီးမနဲ့မကိုက်ပေမဲ့အင်္ဂလိပ်မှာပြောနေရေးနေတဲ့ဟာလေးတွေရှိပါတယ်ဆိုတော့အဲ့ဒါလေးတွေကိုထည့်ပေးတာဖြစ်တဲ့အတွက်ဒီစာအုပ်လေးလေ့လာမယ်ဆိုရင်တော့အရေးတွေမဟုတ်ဘူးပေါ့နော်အပြောမှလည်းပဲ level မြင့်သွားစေနိုင်ပါတယ်အဲ့တော့ grammar ကိုပဲရေဝေးရဖြေရမယ်ဆိုရင် grammar သိရင်ကျွန်တော်တို့ကကိုပြောနေတဲ့စကားပေါ့နော်ကိုကတိတိကျကျသိတယ်ဘာလို့နေရာတိုင်းတော့ grammar သုံးလို့မရပါပဲဒီ grammar အခြေခံသိထားလို့ရှိရင်စင့်ပွားပြီးတော့ကိုကလေ့လာလို့ရနိုင်ပါတယ်အဲ့တော့အားအကောင်းဆုံးဆိုရင်ကျွန်တော်တို့ရဲ့ writing ကိုရေးတဲ့အခါမှာဖြစ်စေ writing ကိုတခြားဆရာမိုင်းနဲ့တွားလေ့လာပြီးမှဖြစ်စေကိုကပို့ပြီးတော့မြင်နိုင်ပါတယ်အဲ့တော့အသင်မြန်အတက်မြန်နိုင်ပါတယ်ပြီးရင် reading သူများထက်ပို့ပြီးတော့မြန်ဖတ်နိုင်မြန်မြင်နိုင်ပါတယ်အဲ့ဒါလေးတွေရှိနိုင်ပါတယ် grammar ရဲ့ကောင်းကျိုးပေါ့နော် grammar လေ့လာမယ်ဆိုရင်ဒါသူများထက်ပို့ပြီးတော့တဆင့်ကိုကမြင့်နေမှာပေါ့နော်ဆရာဒီမှာကျွန်တော်ရဲ့အတွေ့အကြုံလေးကျွန်တော်ပြောပြရစီနော်ဘာလို့ဆိုတော့ကျွန်တော်လိုမျိုးတော့မဖြစ်ကြပါစေနဲ့ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်က grammar ကိုလေ့လာထားလိုက်တယ်သင်တန်းသွားတက်တယ်သင်တန်းထဲမှာကျွန်တော်ဖြတ်မြင်းဖြစ်နေဘလို့မှအဆင်မပြေဘူးဥပမာဆရာကနေပြီးတော့ဒီတစ်ချိန်မှာဖတ်ပြမယ် reading တစ်ပုဒ်ကိုကျွန်တော်9မိနစ်နဲ့ပြီးသွားပြီကျွန်တော်တို့ကအဲ့ဒီတစ်ချိန်လုံးကကျွန်တော်တို့က waste ပဲဆရာအရင်ဆုံးကိုကအရင်ဘယ်လိုလဲကြိုပြီးတော့လေ့လာခဲ့တော့ဗောနော်တကယ်စာသွားတင်တဲ့အချိန်မှာဆရာအရင်ဆုံးပြီးနေတဲ့ပုံဖြစ်သွားတာဗောနော်ဆရာပြီးနေတဲ့အချိန်မှာကိုကလည်းစာတကယ်လိုချင်တဲ့လူဖြစ်တဲ့အတွက်ဆရာမင်းကဖြေတယ်ကွာဆရာမင်းဖြေတယ်ကွာဆိုတော့ကိုရွေးဖြေနေတဲ့အချိန်မှာအဲ့မှာကိုကဖြတ်မင်းဖြစ်သွားအဲ့လိုမျိုးကျောင်းသားတွေကနော်ဆရာပိုတိရမျိုးဖြစ်ဆိုရင်တိတ်ကြိုက်တာ
တီးနေတော့သူကတိတ်တိတ်လေးနေစီချင်တာအဲ့လိုတငယ်ချင်းတွေအချက်မကောင်းဒီခါလေးကြာရင်ကိုကတီးလို့တီးရဖြည့်ရဆိုသူတို့ကတိတ်မချက် အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့ဖြစ်တတ်တယ်အဲ့လိုမျိုးတော့ဖြစ်တတ်တယ်ကိုက subsidy အရင်အားကောင်းဝိုင်းတော့အဲ့လိုဖြစ်တတ်တယ်ဖြစ်တတ်တော့ကိုနဲ့ကြိုက်တဲ့တန်းမျိုးတက်ရတယ်ဥပမာကိုက 4 scale လုံးလိုရတာမလို့ရင် 4 scale မတက်နဲ့မှားပါပြီကျွန်တော်မှားခဲ့တယ်အချိန်တွေအများကြီးကုန်ခဲ့တယ်ပတ်သက်တွေအများကြီးကုန်ခဲ့တယ်အများကြီးပဲပေါ့နော်ဟိုကျွန်တော်ရဲ့အချိန်တွေအများကြီး waste ဖြစ်ခဲ့တယ်အဲ့တော့နီးပြီးလမ်းပြမဲ့ဆရာသမားတွေပုံဝင်းချင်းတွေမရှိခဲ့ရလဲပါတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဥပမာကိုက subsidy သမားဆိုလို့ရှိရင်များတော့ဖြင့် speaking အားနေတာများတယ်သူများပြောရင်နားလေတယ်ဒါပေမဲ့ကိုအောက်ပွတ်မရှိနေတာပေါ့နော်အဲ့တော့အဲ့ဒါအလေးချက်များလုပ်ဖို့အတွက်ကိုအဲ speaking နဲ့ဆိုင်တဲ့အတန်းတွေတက်ပါဒါမှမဟုတ်ရင်လေ့ကျင့်ပါဒါ grammar သမားတွေမှာဖြစ်တဲ့အမှားပေါ့နော်ဆိုတော့ဟိုတလုံးချင်းပြောရင်ကျွန်တော်ဆိုရင်လည်းစကားပြန်လုပ်တဲ့အချိန်မှာစကားပြောတာကျွန်တော်ကျွမ်းနေရမှာမဟုတ်တည်မလားဟိုမကျွမ်းပေမဲ့မနေ့ပြန်ကျွန်တော်အလုပ်လက်ခံလိုက်ပြီမနေ့ပြန်သွားတော့မယ်ဒါပေမဲ့ယုံကြည်မှုကအပြည့်ပဲတည်မလားငါပြောတာ तू နားကိုလဲရမယ်ကွာလဲနားလဲလေဘာလို့ဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ complex sentence တွေကျွန်တော်ပြောတတ်တယ်ဘာလို့ဆိုတော့ grammar လေ့လာထားရင် complex sentence ဒါပေမဲ့ကျွန်တော်မသုံးလေ simple sentence တွေပဲပြောတယ်ဒါကိုရွေးချယ်လို့ရတယ်အဓိက effective communication ကိုကျွန်တော်ရွေးတာကိုယ့်ရဲ့အင်္ဂလိပ်စာဘယ်လိုခေါ်မလဲအင်္ဂလိပ်စာစကားပြဖို့သွားတာမဟုတ်သူများထင်ကြီးခံဖို့သွားတာမဟုတ်အလုပ်ဖြစ်ဖို့ကျွန်တော်သွားတာလေသိရမလားအဲ့တော့ပုံမှန်၄တန်လေးနဲ့ကျွန်တော်အဲ simple sentence နဲ့ပြောရင်သူများနားမလည်စရာအကြောင်းမရှိဘူးဟုတ်ပါတယ်ဒီက communicate လုံးနိုင်ဖို့ကတော့အရေးကြီးဆုံးပဲပေါ့နော်ဆရာဘယ်နေရာရောက် communicate ဖြစ်ဖို့ပဲစကားပြောဆိုနိုင်ဖို့ပဲတယောက်နဲ့တယောက်ချိတ်ဆက်နိုင်ဖို့ဆိုရင်ဒါရပြီပေါ့နော်အဓိကရာတော့ဟုတ်တယ်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးနဲ့မကြောက်ဖဲနဲ့ပေါ့နော်အဓိကတော့လုံးဝမကြောက်ကျွန်တော်မှဟိုကြောက်ရအောင်လဲကိုလည်းဘာမှအမှားလုပ်ထားတာမဟုတ်ဘူးအဲ့တော့အင်္ဂလိပ်စာနဲ့ပတ်သက်လို့ကျွန်တော်ကဟိုဘယ်လိုခေါ်မလဲကြောက်နေတဲ့လူတွေဆိုလို့ရှိရင်ဘယ်သူ့ကိုကြောက်တာလဲကိုယ်ဟားတဲ့လူကအင်္ဂလိပ်စာအရန်ကောင်းနေလို့လားအဲ့ဆိုရင် तू ကကဘာမှအကောင်းဆုံးလား तू ကဘာဖြစ်လို့ရည်ရတာလဲစသဖြင့်ကိုယ့်ကိုဟိုဘယ်လိုခေါ်မလဲကိုယ့်ကိုအရှက်ရစေဆိုရင်အရှက်မရအောင်ပေါ့နော်ကိုယ်စัจ jwe ပြန်တွေးစေချင်တယ်အဲ့လိုမျိုးအကြံပေးချင်ပါတယ်ဟုတ်တမီးတို့လည်းလို့ပြောဖို့ဆိုပေါ့နော်အဲ့လိုတငယ်ချင်းတွေပါရှိမှာကိုယ့်ထက်များတို့ကပိုတက်နေမလားပေါ့နော်ကိုပြောလိုက်ရင်မှားသွားရင်တို့ကရီမလားဆိုတဲ့အတွေ့အကြုံအခုချိန်ကြီးရှိနေဝင်ပေါ့နော်တမီးတို့ဆိုလဲအဲ့ကျရင်တော့တမီးတို့ prepare ရင်လုပ်တယ်ပေါ့နော်တခုခုပြောချင်တယ်ဆိုရင်တို့ရှိမှတကယ်ကိုကပြောချင်တဲ့အရာမျိုးရှိလာခဲ့ရင်အရင်ဆုံးကိုကအိမ်မာတွေကကြည်ပါပေါ့တို့နဲ့တွေ့ရင်ဘယ်လိုမျိုးပြိုင်ပြောမယ်ဆိုတာမျိုးပေါ့နော်ဒါကတော့ကိုယ့်ရဲ့လိလာအားထုတ်မှုပုံမှာလည်းမူတည်မယ်လို့ထင်ပါတယ်နော်ဆရာဟုတ်ပါတယ်ကြိုပြင်နိုင်ရင်ဒါကတော့အကောင်းဆုံးပါပဲနော်ဟုတ်နောက်ပြီးတော့ပေါ့နော်ဆရာ grammar မှန်မှဒီအင်္ဂလိပ်စကားပြောရင်းမေဆိုပြီးတော့တွေးနေရတွေ့ပေါ့နော်တမီးလိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုဆရာအနေနဲ့ဘယ်လိုများကြံပေးခြင်းလဲပေါ့ဟုတ်အဲ့ဒါကလည်းနှစ်ပိုင်းရှိတယ်တချို့ကကြတော့ grammar ပေးတဲ့အတိုင်းပြီးတော့သူ grammar မှားသွားပြီပေါ့ဆိုပြီးတော့ကိုယ်စိတ်ထဲအပြင်အဖြစ်စီပေါ့နော်စိတ်ထဲဖြစ်စီဟားမဲ့လူလည်းရှိတယ်တချို့ကကြတော့လည်း grammar အရေးမကြီးဘူးပြောဖို့သာအရေးကြီးတယ်လို့ပြောတဲ့လူလည်းရှိမယ်အဲ့တော့လူမျိုးမျိုးနဲ့တွေ့နိုင်တယ်အဲ့တော့မှကိုယ်နိုင်ငံကလူတွေမဟုတ်ဘဲနဲ့တခြားနိုင်ငံခြားလူတွေနဲ့လည်းအဲ့လိုမျိုးအထင်ခံရလည်းရှိနိုင်တယ်ဒါပေမဲ့သူတို့ထင်တာလည်းမှန်တယ်ကွာဘာလို့ကို grammar မှားမှာပဲအဲ့တော့ပြောချင်မရှိရင်ကျွန်တော်ဆိုလဲ grammar ဆိုတာမှာ tense နေမှားပြောတာမျိုးတွေသိရမလားဟိုဗတူနဲ့ပြောမှာ verb နဲ့ပြောမိတာမျိုးတွေရှိကောင်းရှိနိုင်တယ်ကွာလုံးဝမှားသွားတယ်ကွာဒါပေမဲ့မှားတော့ကိုသိရင်ရပြီဆိုတော့ဟိုလုံးဝကို perfect ဖြစ်နေစေချင်တော့ကွာများများလေ့ကျင့်ရမယ်ဒါပေမဲ့အဓိကကတော့အရှက်မရှိဘူးပဲကွာနော်အင်္ဂလိပ်စာလုံးရင်ရှက်မနေကိုမှားတာဟုတ်တယ်လေမှားတယ်လေရီးတဲ့လူကလည်းရီးမှာပဲစိတ်ထဲကအထင်သေးလဲသေးပါသေးပါစေမှန်နေတာဟုတ်ဒါပေမဲ့ကိုကအရှက်မရှိစွာနဲ့ဆက်မျက်နှာကြောင်တိုက်တတ်ဖို့လိုတာပေါ့နော်အင်္ဂလိပ်စာလုံးတဲ့နေဟုတ်ပါရဲ့ဆရာမဟုတ်လုံးဝပြောတယ်မှာမဟုတ်တော့ဘူးမပြောလိုက်တော့မယ်နော်ရီချင်းလေးရီကြဆိုတဲ့ပုံစံမျိုးနဲ့နေမှပဲရတော့အတွေ့အကြုံတစ်ခုပြပြမယ်နောက်ဆုံးတွေ့ကြုံအဲ့ဒါဘာလဲဆိုတော့ဒီအင်္ဂလိပ်စာအရန်တက်သွားတဲ့လူတွေကအင်္ဂလိပ်စာသိမတက်တဲ့လူတွေထင်သေးတယ်ဒါတဘာဝပဲအဲ့ချိန်မှာဆရာတယောက်ကပေါ့နော်ဒီအမျိုးသမီးတယောက်ကသူထင်သေးတယ်တဲ့အင်္ဂလိပ်စာမတက်ဘူးပေါ့နော်အသိမစကားပြောသိမကျွမ်းဘူးပေါ့နော်ဆိုပြီးတော့လွန်ခဲ့တဲ့၄နှစ်လောက်ကတဲ့ဒါပေမဲ့အဲ့မျိုးသမီးကလုံးဝဆွဲရှိတယ်အဲ့၄နှစ်မှာတောက်လျှောက်အဲ့ဒီဟို speaking club ကို join နေပေါ့နော်ပြန်တွေ့တဲ့ခါမှာ तू အဲ့အမျိုးသမီးပေါ့သူရဲ့အရင်တော့လူခဲ့တဲ့လင်းကအထင်သေးတဲ့ဟာပြောင်းသွားပြီဟာ तू စူးစမ်းတယ် तू ပြောင်းလဲသွားအများကြီးတိုးတက်သွားပြီလူဆိုတာအဲ့ပါပဲအဲ့တော့ကိုကရန်ကတော့စူးစမ်းဖို့လိုတယ်များများရီကြတော့တငယ်ချင်းတွေတွင်ဟဲ့ငါပြောရင်များများရီအဲ့မှာငါနင်တို့စိတ်နာပြီးစာလောက်အောင်လို့ပါမှန်တယ်အမှန်တယ်သမီးလည်းအသက်သာကြီးလာသမီးအခုချိန်စာကျက်နေအောင်ဆရာရဲ့သမီးလည်းတော်တော်မောနေပြီပေါ့နော်အင်္ဂလိပ်စာအခုချိန်ကြီးလုပ်နေရအောင်ဆိုတော့လေဟုတ်ကဲ့ဆရာပေါ့နော်တချို့တွေကပြောကြပါနော်စာငငယ်လေးတွေကဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့မလေးလာခဲ့ရအောင်တခြားမလေးလာခဲ့ရအောင်ပေါ့နော်အသက်ကြီးမှပဲလုပ်ငန်းခွင်တွေရောက်တော့မဖြစ်မနေဘူးစာလုံးမရတော့မယ်ဆိုတဲ့အခြေအနေရှိရပေါ့နော်ကိုကဒီ
လူများနဲ့နီးတူတန်းတူပြောနေရတော့မယ်ဆိုအချိန်ကြီးကြမှာစာအုပ်စာဖွင့်ပြီးတော့ပြန်လေ့လာတဲ့အချိန်တွေလည်းရှိကြရပေါ့နော်အဲ့လိုချိန်ကြရင်စာတွေကမဝင်လို့ဆရာရဲ့အသက်ကြီးလာမှာဟာဘလို့မှချက်လို့မရတော့ဘူးဆိုတဲ့ဟာဖြစ်လာရပေါ့အဲ့လိုချိန်ကြရင်ရောဆရာဒီလိုမျိုးအဲ့လိုခံစားချက်မျိုးမဖြစ်အောင်ပေါ့နော်ဘယ်လိုမျိုးလေ့လာရင်ပို့ပြီးတော့အဆင်ပြေလဲဆိုတာအုံနောက်ထဲလေးမြင်မြန်ရအောင်အဲ့ဒါလေးပါဆရာတစ်ချက်လောက်ပြောပြပေးပါဦးဟုတ်ကဲ့ပါအခုကာလမှာဆိုတော့ဟိုအရင်ကအင်္ဂလိပ်စာလုပ်ဖို့မလိုတဲ့လူတွေလည်းလောက်ရတဲ့အခြေအနေတွေရှိလာတာပေါ့နော်မဖြစ်မနေအင်္ဂလိပ်စာတက်ဖို့လိုတယ်ဆိုတော့ဒီလူတွေကစာလုပ်တဲ့အခါမှာကောင်းတဲ့ဝင်တာတွေရှိတယ်ဘာလို့ဆိုတော့မိသားစုနဲ့ပတ်သက်လို့ကောင်းတဲ့ဝင်တာတွေရှိတယ်ပေါ့နော်အဲ့ဒါကတော့ကိုယ့်ကို motivation တစ်ခုတော့ပေးပါကျွန်တော်ရိုးရိုးလေးအကြံပြုချင်တာကတော့ကိုယ့်ကိုအသက်ကြီးနေပြီလို့ထင်လို့ရှိရင်တော့အသက်မကြီးသေးဘူးလို့ပြောချင်ပါတယ်ဘာသာစကားတစ်ခုကိုလေ့လာတဲ့နေရာမှာလုံးဝအသက်မကြီးပါဘူးပေါ့နော်ဥပမာနဲ့ပေးရမယ်ဆိုရင်ကျွန်တော်အတိတရုတ်လူမျိုးတွေရှိပါတယ်ကျွန်တော်နဲ့ဆက်တွေ့ကစားပေါ့နော်ဆိုတော့2023မှာကျွန်တော်နဲ့တွေ့တယ်သူအင်္ဂလိပ်စကားလုံးဝမပြောတတ်ဘူးကျွန်တော်လည်းတရုတ်လိုမကျွမ်းတဲ့အတွက်သူနဲ့ကကျွန်တော် communicate မလုပ်နိုင်အောင်လုံးဝမလုပ်နိုင်အောင်ဒါပေမဲ့သူကဆွေးရှိတယ်အင်္ဂလိပ်စကားကိုသူကတစ်နှစ်အတွင်းကိုသူတခြားလုပ်လိုက်တယ်တစ်နှစ်ကြာတဲ့အချိန်မှာကျွန်တော်ပြန်တွေ့တော့သူကျွန်တော်နဲ့ကောင်းကောင်းမွန်ပြောဆိုဆက်ဆံနိုင်တယ်ဟုတ်ကဲ့ပါဆရာကျွန်တော်လုံးဝ surprise ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်နဲ့မှမဟုတ်ဘူးနိုင်ငံခြားသားပေါ့နိုင်ငံပေါင်းစုံနိုင်ငံခြားသားတွေပြောတဲ့အင်္ဂလိပ်စာနဲ့ပါအဲ့လိုလူတွေနဲ့ပါသူပြောဆိုဆက်ဆံနိုင်တယ်ပေါ့နော် basic တော့ basic ပဲဒါပေမဲ့သူ communicate လုပ်နိုင်သွားတယ်ဘာသာစကားဆိုတာအဓိကအဲ့ဒါပဲပေါ့နော်အဲ့တော့အဲ့ level ရောက်ပြီဆိုရင်ကျွန်တော်တို့ကဆက်ပြီးတော့တဖြည်းဖြည်းတဆင့်မြင့်လို့ရတာပေါ့နော်အဲ့တော့အဲ့ဒီအမျိုးသမီးဆိုရင်အသက်ဟိုလောက်ရှိပြီ50လောက်ရှိနေပြီလုံငန်းခွင်မှာလိုအပ်လို့သူကဇွဲနဲ့လေ့လာတာဒါကကျွန်တော်နမူနာတယောက်ကိုပြောတာဟုတ်ကဲ့ပါဆရာအများကြီးရှိသေးတယ်တရုတ်လူမျိုးတွေထဲမှာကျွန်တော်သိတဲ့အထင်ပါလေအဲ့လိုမျိုးကြိုးစားနေတဲ့လူတွေအများကြီးရှိတယ်တချို့ဆိုရင်ကျွန်တော်နဲ့စကားပြောချင်လို့ကျွန်တော်နဲ့ခင်လို့ပေါ့နော်လေ့လာလိုက်မယ်မင်းလည်းတရုတ်စာလေ့လာငါလည်းအင်္ဂလိပ်စာလေ့လာကျွန်တော်ကတရုတ်စာသိမလေ့လာတာသူတို့ကအင်္ဂလိပ်စာလုပ်တဲ့အတွက်ကျွန်တော်နဲ့အသေးချာပြောနိုင်တာတွေရှိတယ်ဟုတ်ကဲ့ဆရာတမီးတို့လည်းဒီဟိုပါပေါ့နော်ဒီကိုမထွက်လာခင်ဘန်ကောက်ကိုထွက်လာခင်ကအကြောင်းတက်ခဲ့သေးရပေါ့နော်အဲ့မှာလည်းဟုတ်တယ်ဟို40ငယ်50အမတွေအကိုတွေတွေးခဲ့ပါဆရာတကယ်ကိုလေးလာနေရုံပဲတမီးကလည်းအားကြပါအော်အဲ့ချိန်ထိသူတို့လေးလာနေရုံပဲကိုတော်အဲ့လောက်ထိဆက်လုပ်နိုင်ပါမလားပေါ့နော်အဲ့လိုမျိုးလေးဆရာဖြစ်ခဲ့ပါတယ်တမီးတို့လည်းကြုံခဲ့ရတယ်ပေါ့နော်တကယ်ကိုဇွဲရှိနဲ့လုပ်နေကြတာပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ဆရာဆရာပြီးတော့လေအခုခေတ်မှာပေါ့နော် AI เนี่ยလည်းအရန်ကိုပေါ်လာပြီเนาะပြီးတော့ဒီ Google Translate တွေကနေပြီးတော့လေဘာသာပြန်တာအရန်ကောင်းနေပေါ့နော်ဆရာတခုဆိုတမီးတို့သွားမေးလိုက်တာပေါ့နော်ကိုယ်ကမစင်သားတော့ရမေးလိုက်တော့မေးဆိုတာမျိုးရှိရပေါ့နော်ဆရာအဲ့လိုချိန်ကြတော့ဒီ English learner တွေအနေနဲ့ပေါ့နော် AI ကိုပဲထိထိရောက်ရောက်နဲ့အဲ့လိုတွဲဖက်ပြီးတော့သုံးနေကြရပေါ့နော်အဲ့ဒါ AI ကဘာသာပြန်ဆရာတွေနေရာမှာအစားထိုးသွားနိုင်မလားဆိုတာလေးလေဒါစိတ်ပူပြင်စရာတော့ဖြစ်လာရပေါ့နော်ဆရာတွေမမေးတော့ဘဲနဲ့ရတယ် AI ကိုမေးလိုက်မယ်ဆိုတာမျိုးကြီးလေဖြစ်လာရဆရာအဲ့ဒါကိုဆရာအနေနဲ့ဘယ်လိုလေးထင်မြင်ပါလဲဟုတ်ကဲ့အဲ့ဒါလည်းကျွန်တော်မကြမေးတဲ့ comment တွေထဲမှာလည်းတွေ့ပါတယ်နောက်တခြားတော့ပေါ့နော်ဟို online forum တွေမှာလည်းဆွေးနွေးကြတာတွေရှိပါတယ်အဲ့ဒါကတော့တစ်ချိန်မှာပေါ့ AI ကလုံးဝပြည့်စုံတဲ့ model တစ်ခုထွက်လာမယ်ဆိုရင်တော့ဒါကတော့လုံးဝပေါ့နော်လူတွေနေရာမှာအစားထိုးသွားတာဖြစ်နိုင်တယ်အခုဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့နိုင်ငံတကာ forum ကြီးတွေမှာပေါ့နော်ကျွန်တော်တက်ခဲ့ပြီးတဲ့ forum ကြီးတွေမှာပုံမှန်ဆိုလို့ရှိရင်သူကဘာသာစကားကို English ပြင်သစ်ဒါမှမဟုတ်လို့ရှိရင်ခြား Spain တို့ Russia တို့ပေါ့နော်အသုံးများတဲ့ language တွေကိုစကားပြန်တွေတိုက်ရိုက်ဘာသာပြန်ပေးတဲ့စကားပြန်တွေထားတယ်ဒါပေမဲ့အခုအဲ့ဒါအပြင်မှာ plus AI translation မှာလုပ်ထားပါတယ်ဆိုတော့ကျွန်တော် AI translation ဝယ်တောက်လျှောက်တစ်ချိန်လုံးပေါ့နော်မှာ3နာရီလောက်4နာရီလောက်တောက်လျှောက်နားထောင်လိုက်တဲ့အချိန်မှာ forum တစ်လျှောက်မှာပေါ့နော်ကျွန်တော်နားထောင်လိုက်တဲ့အချိန်တော်တော်အဆင်ပြေနေတာတွေ့တယ်ဆိုတော့တကယ်ပဲ AI စစ်ကိုတုံးထားလားမတုံးထားလားတော့ကျွန်တော်မသိဘူးပေါ့နော်သူတို့စမ်းသပ်နေစေကာလာတော့မသိဘူးဒါပေမဲ့တော့အဆင်ပြေ simultaneously ဘာသာပြန်တာတော့အဆင်ပြေတယ်ဆိုတော့တစ်ချိန်မှာတော့စာထိုးသွားနိုင်တယ်ဒါပေမဲ့တခုရှိတာက AI ကနှလုံးသားနဲ့လူသားလို့နှလုံးသားရှိတဲ့လူမဟုတ်ဘူးမရှိတဲ့အတွက်ကျွန်တော်တို့ရက်သားတွေပြန်ရင်တော့လူသားတွေလိုအောင်မယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးကြရင်ရက်သားမဟုတ်တဲ့တုတပေါ့နော်တုတဆိုတာကအချက်လက်ပဲဖြစ်တဲ့အတွက်မှန်အောင်ဘောင်တွင်းကနေပြီးတော့သူ format တစ်ခုထည့်ပေးလိုက်ရင်ဒါ AI မှန်အောင်ပြန်နိုင်မှာပဲဒါပေမဲ့ translator လူသားတွေက translator အနေနဲ့မဟုတ်တော့ပြင်မဲ့ editor အနေနဲ့ပြန်ပြီးတော့စစ်ရတာမျိုးတွေရှိကောင်းရှိလာနိုင်ပါတယ်ဆိုတော့အနာဂတ်တော့မပြောတတ်ဘူးပေါ့နော်လောလောဆယ်မှာကတော့ AI ကအစားထိုးဖို့ဆိုတာတော့မဖြစ်နိုင်သေးဘူးအဲ့တော့လူသား interpreter တွေလည်းလိုနေအောင်မှာပဲပေါ့နော်လောဆယ်တော့ဟုတ်ကဲ့ပါဆရာအနေနဲ့စာလေးလာနေတဲ့သူတွေအတွက်ဒီ online class လေးဖွင့်ထားရလို့လေတမီးတို့သိရတယ်ပေါ့နော်ဆရာ TikTok account မှာလေးဒီ video တွေတင်ထားရတယ်တမီးတို့တွေ့ပါတယ်တခြားမသိသေးတဲ့သူတွေအတွက်ပေါ့နော်ဆရာရဲ့စီမှာဘယ်လို class လေးတွေ join လုပ်ရလဲဆိုတာလေးဆရာရှင်းပြပေးပါဦးဟုတ်ကဲ့ပါကျွန်တော်အခုပထမဆုံးအနေနဲ့
A1 A2 ပေါ့နော်အင်္ဂလိပ်စာကိုလုံးဝအခြေခံ foundation class လေးတစ်ခုဖွင့်ထားပါတယ်တင်တန်းကြီးအဖြစ်လဲဒါကတစ်လကိုမှမပြောပါတော့ပမာဏတစ်ခုအနေနဲ့ဖွင့်ထားတယ်အဲ့တော့ဖွင့်ရခြင်းအကြောင်းရင်းကတော့အင်္ဂလိပ်စာနဲ့ပတ်သက်လို့ရက်နေကြတယ်တက်နေကြတယ်ပေါ့နော် level တစ်ခုမှာပိတ်မိနေကြတယ်အဲ့ဒီလူတွေအတွက်ကိုအထောက်အကူဖြစ်စေအောင်ပေါ့နော်ကျွန်တော်ကစပြီးဖွင့်တာပါတကယ်တမ်းအဲ့ဒီတင်တန်းဒီလည်းပဲကျွန်တော် online မှာအခမဲ့တင်ထားတဲ့သင်ခန်းစာအစအဆုံးကိုပဲပြန်ပြီးတော့ group ထဲမှာပြန်ပို့ပေးတာပဲပေါ့နော်ကျွန်တော်ပို့လုပ်ပေးတာဆိုလို့တပတ်တစ်ရက် Zoom နဲ့တွေ့တဲ့အချိန်ကျွန်တော်အာလူပို့တာခံရတာပါအဲ့တော့ဘယ်လိုအာလူပို့လဲဆိုရင်ကျောင်းသားတွေရက်နေရတဲ့အကြောင်းရင်းเนาะအင်္ဂလိပ်စာ level မတက်တဲ့အကြောင်းရင်းတွေအများစွာရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော်သိပါတယ်သိတဲ့အတွက်ဒါပေမဲ့ဘာလို့မပြောဘဲနဲ့သူတို့ကျွန်တော်မေးခွန်းတွေထုတ်ပါတယ်ထုတ်ပြီးတော့ကိုယ့်ကိုပြန်ဖြေခိုင်းပါတယ်ဆိုတော့ကျွန်တော်ပထမအပတ်မှာအဲ့လိုမျိုး3နိုင်လောက်ထိမောင်းပလိုက်တယ်ပေါ့နော်နောက်ဒုတိယပတ်ကျတော့မှကျွန်တော်အချိုလေးတွေကျွေးတယ်တကားလေးတွေကျွေးတယ်ပေါ့နော်အဲ့လိုမျိုးလေးအဓိကတော့စာသင်တာထက်ကျွန်တော်ကိုယ်တိုင်အဲ့ဒီ class တွေမှာစာသင်တာထက်ကျွန်တော်အကြံပြုတာတစ်ပတ်တစ်ရက်တွေ့ Zoom မှာအဲ့တစ်ပတ်စာကတော့ဒီ online မှာတင်ပြီးသားစာတွေကိုပဲပြန်ပို့ပေးတာဘယ်နေ့ဘာလို့ဘယ်ဗီဒီယိုကြည့်ဘာနဲ့တွေ့လို့အဲ့လိုမျိုးပေါ့နော် plus အနေနဲ့ကတော့ကျွန်တော်ပြင်ပန်းခံပြီးလုပ်ထားပေးတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့အင်္ဂလိပ်စာကိုလုံးဝ0ကနေစမဲ့လူ vocab မှန်သမျှအသစ်ကနေစမဲ့လူတွေရှိပါတယ်အဲ့လူတွေအတွက်လည်းပဲဇွဲရှင်ရှိတယ်လို့ပေါ့နော်လုပ်လို့ရအောင်အဲ့ဒီစာမျက်နှာမှာပါသမျှအင်္ဂလိပ်စာတစ်ချောင်းချင်းကိုဘာသာပြန်ပေးထားတဲ့ဗီဒီယိုတက်ကိုလည်းပို့ပေးတယ်တော့လေ့ကျင့်ခန်းမှာဆိုလဲခေါင်းစဉ်လေးတွေပါတယ်ဘာလို့ရမလဲအဲ့ဒီခေါင်းစဉ်လေးတွေဖတ်ပြပါတယ်ရှင်းပြပါတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်ပြင်ပန်းခံပြီးလုပ်ပေးထားတာပါဆိုတော့ကျွန်တော် video class မှာတော့အဲ့ဒါရှိတယ်အဲ့ဒါပြီးရင်ကျွန်တော်ဘာလုပ်ဖို့ဘာတန်းနေဖွင့်ဖို့စီစဉ်ထားလဲဆိုတော့တချို့ကစာအုပ်အပြာကိုတင်တန်းဖွင့်မယ်ပေါ့နော်ကျွန်တော်ကတော့စာအုပ်အပြာတင်တန်းဖွင့်ဖို့စီစဉ်မရှိဘူးဘာလို့လဲဆိုတော့စာအုပ်အပြာမှာပါတဲ့တဝက်လောက်ကဒီအနီမှာပါပြီးသားဟာကိုပဲနည်းနည်းမွမ်းမံထားတာဆိုတဲ့အတွက်ကျွန်တော်ကအဲ့ဒါတွေကိုစုစည်းပြီးတော့ပေါ့နော်စာအုပ်အပြာမှာပါတဲ့ဟာတွေကိုစုစည်းပြီးတော့တည်တဲ့လောက်ပဲယူလိုက်မယ်ဘာလို့တည်တဲ့လောက်လဲဆိုတော့ကျွန်တော်တင်တန်းဖွင့်တဲ့ target audience ရှိပါတယ်အဲ့ဒါက IELTS level နဲ့ဆိုရင်6 to 6.5 လောက်ထိပဲလိုအပ်တဲ့လူတွေလက်တွေ့လုပ်ငန်းခွင်မှာအင်္ဂလိပ်စာနည်းနည်းသိသွားရင်အဆင်ပြေမဲ့လူတွေဝင်ငွေကောင်းသွားနိုင်တဲ့လူတွေပေါ့နော်အင်္ဂလိပ်စာအဲ့လိုလိုအပ်နေတဲ့လက်တွေ့လုပ်ငန်းခွင်အသုံးချအထိပဲကျွန်တော်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တင်တန်းရဲ့နောက်ဆုံးပေါ့နော်ကျွန်တော်တင်တန်းမှာတက်လိုက်လို့အဆုံးသတ်မှာဆိုရင်6 to 6.5 လောက်အထိပဲရဖို့ရည်မှန်းထားတယ်အဲ့ကနေမှထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့နောက်တခြားသောဆရာတွေနဲ့ join လို့ရတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးကျွန်တော်စီမှာလက်တက်ဒီတစ်နှစ်အချိန်ပြီးတော့တစ်နှစ်အတွင်းမှာအဲ့ level ရောက်အောင်အဲ့လိုမျိုးနဲ့ကျွန်တော်တွားဖို့စဉ်းစားထားတယ်ဟုတ်ကဲ့ဆရာဆရာရဲ့တင်တန်းတွေပေါ့နော်စိတ်ဝင်စားပြီးတော့တက်ချင်တဲ့ဒီ learner တွေရှိရဆိုရင်တော့အခုဒီ podcast ရဲ့ description မှာဆရာရဲ့ social media တွေကိုဖော်ပြပေးထားပါတယ်ဆရာရဲ့ account တွေမှာလည်းတွားပြီးတော့ဆရာဘာတင်ကြားပေးနေလဲဆိုတာကြည့်လို့ရပါတယ်နော်ဆရာစီမှာ online class တက်ချင်နေဆိုရင်ဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုတာလေးပါဆရာတခါလေးပြောပြပေးပါနော်ဟုတ်ကဲ့ခင်ဗျလောလောဆယ်အများသောအဖြစ်တော့ကျွန်တော်ကို TikTok ကနေ message ပို့ပြီးလာမိကြတယ်ပေါ့နော်အဲ့ထဲမှာတချို့ကကြတော့ message မပို့တတ်လို့ထင်တယ် comment မှာပဲရေးကြတယ်အဲ့တော့ comment မှာရေးပြီးတော့သူတို့ message တွေများတော့မဖတ်တတ်လားမသိဘူးပေါ့နော်သူတို့ဘယ်လိုဆက်ပို့ရမလဲမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ TikTok ကလာမဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်အကြံပြုချင်တာက message ပို့ပေးပါသို့မဟုတ် comment ရေးတယ်ဆိုလို့ရှိရင်လည်းကျွန်တော် comment မှာ Telegram channel ရဲ့ link သို့မဟုတ်QR code ပေါ့နော်အဲ့ဒါလေးကျွန်တော်ထည့်ထားပေးတယ်ပေါ့နော်တချို့က QR code ဖတ်လို့ရတယ်တချို့က QR code နဲ့မရဘူးပေါ့နော် link နဲ့ရတယ်ပေါ့ဆိုတော့အဆင်ပြေတဲ့နေရာလာပါဖြစ်နိုင်ရင် Facebook ကိုလာပါ Facebook ကတော့ဒါလူတိုင်းသုံးတာဖြစ်တယ်လာပါတခါလေကြာရင်ပို့တဲ့ message တွေက spam message တွေကိုဝင်နေတတ်တဲ့အတွက်ကျွန်တော်တစ်ရက်နှစ်ရက်နဲ့မပြန်ရင်လည်းနားလည်ပြကြပါပေါ့နော်နောက် page မှာလည်းမေးလို့ရပါတယ် page ကတော့ admin team ကကင်တဲ့အတွက်အဲ့ဒါကတော့ပို့ပြီးတော့မြန်နိုင်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဘာသာပြန်စီတူထွန်းဘာသာပြန်ဆိုတဲ့ page ပေါ့နော်အဲ့လိုလည်းရတယ်နောက် YouTube ကလည်း comment ရေးပြီးတော့ရတယ်ပေါ့နော်အဲ့လို platform မျိုးစုံကနေရပါတယ်ဟုတ်ကဲ့ပါဆရာအခုအားလုံးသိချင်နေရပေါ့နော်သတင်းကောင်းလေးကတော့ဆရာစီတူကနေပြီးတော့အခုဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာပေါ့တမီးတို့ဒီမှာ voucher လေးထိုးထားမယ်ပေါ့နော်အဲ့ link အဲ့ဒီရဲ့ဒီစလုံးလေးကို screenshot ရိုက်ပြီးတော့ဆရာစီမှာကြောင်းမယ်ဆိုရင်ပေါ့နော်ပြီးတော့ဆရာရဲ့ဒီ YouTube channel ကို subscribe လုပ်ပေးမယ်ဆိုရင်ဆရာကကျောင်းဘက်ကနေပြီးတော့ 10% discount ပြန်ပြီးတော့ကျောင်းသားတွေကိုပေးတော့မှာပါအဲ့ဒါလေးကအားလုံးအတွက်သတင်းကောင်းလေးပါနော်တစ်ခါလေးထည့်ပြောပြရပါဆရာဒီ podcast ကြည့်တဲ့ learner တွေအတွက်လည်းအသုံးဝင်အောင်ဆိုပြီးတော့discount ပေးထားပါတယ်လို့အားလုံးလေးစိတ်ဝင်စားမယ်လို့ထင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်ဆုံးအနေနဲ့ပေါ့နော်အင်္ဂလိပ်စာကိုတကယ်ကိုတက်မြောက်ချင်နေဆိုတဲ့သူတွေအတွက်ပေါ့ဆရာအနေနဲ့နောက်ဆုံးလက်ဆောင်စကားလေးပြပြပေးပါဦးဟုတ်ကဲ့ပါအင်္ဂလိပ်စာကိုဒီဗီဒီယိုသို့မဟုတ်ဒီ podcast ကိုနားထောင်နေတဲ့လူတွေမှာ
background မျိုးလူမျိုးပါနိုင်ပါတယ်ဒီလောက်စုံထိနောက်ထောင်ပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့အင်္ဂလိပ်စာနဲ့ပတ်သက်လို့ကိုသွားခြင်းတဲ့လမ်းကြောင်းကိုအတိအကျသတ်မှတ်ပါကိုကဘယ်အထိသွားမှာလဲပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်လို့စာသင်တဲ့အထိသွားမယ် PhD သွားမယ်ဆိုလို့ရှိရင်တော့ဒါလမ်းကြောင်းကအရှိကြီးဖြစ်တဲ့အတွက်နီးလန်းနေလည်းများစွာရှိမှာပါဆက်သွားပါပေါ့နော်ဒါပေမဲ့ကိုကအဲ့လိုမဟုတ်ဘဲနဲ့လက်တွေ့လုပ်ငန်းခွင်မှာအင်္ဂလိပ်စာကိုဘာသာစကားတစ်ခုအနေနဲ့ပဲထိရောက်စွာအသုံးချခြင်းနဲ့ဆိုရင်တော့ကိုမှဂိုးတစ်ခုသတ်မှတ်ပါဘယ်နေရာထိရောက်အောင်အရင်သွားမယ်ဆိုတဲ့ဟာမျိုးသတ်မှတ်ရပါမယ်ကျွန်တော်အင်္ဂလိပ်စာကိုချစ်မြတ်လို့အများကြီးသိချင်တယ်အများကြီးတက်ချင်တယ်ဆိုတာကတော့ကောင်းပါတယ်ဒီလိုလောဘရှိတာကောင်းပါတယ်ဒါပေမဲ့တစ်ခါလေကျတော့ကိုဂိုးကိုရွေချက်ကိုမသိဘဲနဲ့ဘဲမှမရောက်တော့ဘဲနဲ့ပေါ့နော်အင်္ဂလိပ်စာရောင်းလေဖြစ်နေတတ်ပါတယ်အဲ့တော့လောလောဆယ်ကိုယ့်ရဲ့အင်္ဂလိပ်စာခရီးရှည်ကြီးမှာအရင်ဦးဆုံးဖြစ်နိုင်တဲ့ဂိုးကိုအရင်ချပါလောလောဆယ်တော့6 to 6.5 လောက်အထိချပါပြောချင်တာကတော့ B2 လောက်အဆင့်ထိကိုယ့်ရဲ့ရည်မှန်းချက်ကိုချပါအဲ့တော့တခြား professional တခုခုလုပ်နေတယ်ပေါ့နော်အင်္ဂလိပ်စာနဲ့မဟုတ်ဘဲနဲ့ဘာသာပြန်တဲ့မှုဘဲနဲ့တခြားသော professional တခုခုမှာရှိနေတဲ့လူတွေအနေနဲ့ဆိုရင် B2 လောက် B2 က strong ပေါ့နော် B2 လောက်ရောက်နေပြီဆိုရင်လုံလောက်တယ်အင်္ဂလိပ်စာကလုံလောက်ပါတယ်အဲ့တော့ကိုအင်္ဂလိပ်စာမှာအမှားလေးတွေအနေငယ်ပါနိုင်တယ်အမှားလေးတွေလည်းရှိနိုင်တယ်မပြည့်စုံတာလည်းရှိနိုင်တယ်ဒါပေမဲ့ imperfection is perfection ပါပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါတွေကဂရုစိုက်စရာမလိုနေပါဘူးအဲ့တော့ပထမဆုံးအနေနဲ့အရင်ဆုံးကိုယ့်ရဲ့ဒီပန်းတိုင်ဗီဒီယိုလောက်ထိရောက်အောင်မယ်ဆိုတဲ့ပန်းတိုင်ကိုအရင်သွားပါပေါ့နော်သွားပြီးတော့မှကိုယ့်ကိုထပ်ဖြည့်ပါပထမဆုံးအချက်အနေနဲ့မရှက်ပါနဲ့ကိုယ့်ကိုသူများဟာရင်ဟာပါစေအဲ့တော့အဲ့ဟာတဲ့လူတွေကလည်းပညာမပြည့်လို့လည်းဖြစ်မယ်သူကသူအင်္ဂလိပ်စာလမ်းပြန်နေအောင်တော်နေရင်တော့မှသူ့စိတ်ထားမပြေဝလို့ဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုဂရုစိုက်နေလို့မရပါဘူးဆိုတော့အဲ့ဒီအချက်နဲ့ကျွန်တော်တို့ကကြောက်နေအားငယ်နေတဲ့စိတ်တွေကိုအကုန်ပယ်ဖြတ်ပါပေါ့နော်ဘာလို့ကျွန်တော်ကိုကြည့်ပေါ့နော်ကျွန်တော်ကအင်္ဂလိပ်စာမှာကျွန်တော် perfect မဖြစ်နေဘူးဒါပေမဲ့ကျွန်တော်နိုင်ငံပေါင်းမျိုးစုံကလူပေါင်းမျိုးစုံနဲ့ကျွန်တော်forum တွေတက်တယ်ကိုယ်တိုင်အပြန်အလှန်ဆွေးနွေးတာတွေလုပ်နိုင်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကအခြေခံဖြစ်တဲ့အတားအဆီးကိုတစ်ခုပြီးတစ်ခုချိုးဖျက်ခဲ့တာပါချိုးဖျက်ခဲ့တဲ့အတွက်မကြောက်ဖက်နဲ့ဆက်သွားတဲ့အတွက်ကျွန်တော်ဒီလောက်ထိရောက်လာတာပါကျွန်တော်လိုရောက်လာတဲ့လူကျွန်တော်လိုမျိုး background နဲ့ပေါ့နော်အင်္ဂလိပ်စာလမ်းပြမဲ့လူမရှိ subscribe နဲ့ကျွန်တော်ဒီလောက်ထိရောက်လာတယ်ဆိုတာလက်ချိုးရည်လို့ရကောင်းရနိုင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းဖြစ်တယ်ဆိုရင်တခြားလူလည်းဖြစ်နိုင်ပါတယ်ကျွန်တော်ညံရည်လည်းဒါ height IQ ထဲမှာပါမနေဘူးပေါ့နော်ဆိုတော့ပုံမှန်ညံရည်ပဲရှိရလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ခုနကအကြံပေးခဲ့သလိုကျွန်တော်ပဲအင်္ဂလိပ်စာဘယ်လောက်ထိရှိလဲဘယ်လောက်ထိသွားမှာလဲဆိုတာရှိတယ်ကျွန်တော်ရက်နေတဲ့ကွက်ကိုတနေရာမှာရက်ချလိုက်တာလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးကိုသတ်မှတ်ပြီးတော့သွားပါပေါ့နော်ကဲဆိုတော့နောက်ဆုံးအနေနဲ့ပြောလို့ရှိရင် substudy သမားတွေပဲဖြစ်စေပေါ့နော်ဆရာနဲ့လေ့လာတဲ့လူပဲဖြစ်စေပေါ့အနည်းဆုံးတော့ဆရာတယောက်နဲ့လေ့လာရင်အဲ့ဆရာနဲ့စုံတဲ့ထိလေ့လာလိုက်ပါဒါမှမဟုတ်လို့ရှင်လဲကိုကစာအုပ်တော့ဖတ်မယ်ဆိုရင်တုပ်ကိုပြီးအောင်ဖတ်လိုက်ပါမလုံလောက်သေးလို့ရှင်နေရာမှာစာရေးကျွန်တော်အရှိမပြောခဲ့သလိုနေရာမှာစာရေးပြီးကို motivation ပေးနော်ကိုထိခိုက်စေမဲ့ကိုဖတ်လိုက်တာနဲ့ကိုပြန်ပြီးတော့နော်ရင်ထဲရောက်စေမဲ့ပေါ့နော်ခေါင်းထဲကိုရိုက်သွင်းနိုင်မဲ့စာမျိုးလေးနေရာမှာကတ်တာကျွန်တော်တော့ခဏကတ်ပါတယ်အင်္ဂလိပ်စာတော့မှမဟုတ်တခြားတော့အကြောင်းအရာနဲ့ပတ်သက်လို့ပေါ့နော်အဲကျွန်တော်နေရာမှာရေးပြီးကတ်ထားလေးရှိတယ်အဲ့လိုမျိုးနည်းနဲ့လည်းထည့်အောင်နိုင်ပါတယ်ကဲနောက်ဆုံးကျွန်တော်ထပ်ပြောပါမယ်တုပ်ဆိုတုပ်ပြီးအောင်လုပ်ပါအဲ့တော့အဲ့လိုလူတွေအတွက်လည်းဆရာမရှိဘူးကိုယ့်အကူလမ်းပြောင်းနေတဲ့တယောက်တည်းလေ့လာမယ်ဆိုရင်ရှင်းမရောက်ဘူးဆိုရင်လည်းအဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်ကအပင်ပန်းခံပြီးတော့ကျွန်တော်လည်းအလုပ်တစ်ဖက်နဲ့ကြားတွေကဒီ essential grammar and use သင်ခန်းစာအစအဆုံးကိုပေါ့နော်ကျွန်တော်တင်ပေးထားပါတယ်ကျွန်တော်သင်တဲ့ပုံစံကတမျက်နှာလှမ်းလိုက် unit 1တွေ့ရင် unit 1ရှင်းပြလိုက်လို့သွားတာမဟုတ်ပါဘူးအရင်ဆုံးဒီစာအုပ်နဲ့သက်ဆိုင်မဲ့ဘုဒ္ဓအကြောင်းအရာလေးကိုခြုံပြီးတော့အရင်ပြောပြတယ်ရှင်းပြပြီးတော့မှဘယ်လိုခေါ်မလဲဆိုတော့အခန်းလေးကိုစုစည်းပြီးတော့ပေါ့နော်ကျွန်တော်ရှင်းပြပေးပြောပြပေးတာဖြစ်လို့အဆင်ပြေလောက်မယ်လို့ယူဆတယ်နောက်တစ်ဆင့်ဆက်သွားခြင်းနဲ့အပြာရောင်လည်းသွားခြင်းနဲ့ဆိုလို့ရှိရင်လည်းဆရာလို့လေ့လာလို့ရအောင်အဲ့အပြာရောင်ကလည်းလုပ်ပေးနေတာအခုဆို unit 60ကျော်ပါပြီဆိုတော့ unit 60ကျော်ပြီးလို့ဆက်လေ့လာမယ်အပိုင်းနေပေါ့နော် unit 68ကနေပြီးတော့69လောက်အထိကအနီရောင်နဲ့တူပြီးသားဖြစ်တဲ့အတွက်အတိမှုလည်းတိစရာလည်းနည်းနည်းပဲလိုတဲ့အတွက်ကျွန်တော်အဲ့ခံကိုကြော်ပြီးတော့68ပြီးတာနဲ့ကျွန်တော်က clause တွေကိုတွားဖို့ရွေထားပါတယ်ဆိုတော့ဒါလည်းတခါလေးကျွန်တော်လေ့လာမယ်လို့ကြိုပြောတာပါအဲ့တော့ clause တွေဘာတွေသိပြီးလို့ရှိရင်စာတွေဖတ်ပါကိုကစာဖတ်ချင်တယ်ဆိုများဖတ်ပါ writing ရေးချင်တယ်ဆိုများရေးပါ speaking ပြောချင်တယ်ဆိုများပြောပါအဲ့ဒါမှလည်းပဲဒါကလေ့လာထားတာတွေမမေ့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအကျန်အရင်ကောင်းပါဆရာဟုတ်ကဲ့တမီးဘက်ကလေးလာဖို့ပဲလို့ရပါဆရာကတော့အကျန်တခြားပေးထားပြီးပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဒီ English Notebook Channel ရပါတော့Breaking English Barrier Podcast လေးမှာပါဝင်ပြီးတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတမီးတို့အချိန်ကြီးအများကြီးပေးပြီးတော့တခြားလူရှင်းပြရတဲ့အတွက်လည်းဆရာကိုတကယ်ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ဘက်ကလည်းအခုလိုမျိုးဆက်သွယ်ပြီးတော့မေးမြန်းပေးတဲ့အတွက်ဒီအဖွဲ့သားတွေအကုန်လုံးဒီ channel ကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်
ဟုတ်ကဲ့ပါဆရာသမီးတို့နောက်တစ်ခေါက်ထပ်ပြီးတော့ဆုံတွေ့ကြပါဦးမယ်နော်ဆရာ ဟုတ်ကဲ့ပါ